ကောဇာတက္ကရာ1380ခုနှစ်တကူလာပြည့်နေ့2019ခုနှစ်ဧပြီလ19ရက်အနိတိုင်းဒေသကြီးပြည်ဦးလွင်ခရိုင်ပြည်ဦးလွင်မြို့နယ်အောင်ချမ်းသာရွာဓမ္မသာယသာသနာစင်တာကျောင်းတိုင်းဓမ္မရတိမဓမ္မသဘာဓမ္မယုံကျောင်းတော်ကြီးတွင်ဆင်းကျင်းပပြုလုပ်အပ်သည်မြိုင်မြို့နယ်ဗဟင်းရွာရွှေထီတော်ထွတ်တင်ကျောင်းရည်စချရှင်ပြုအလူတော်အောင်ပွဲအထိမ်းမှအထူးဓမ္မသဘင်ခန္ဓာ၌တပည့်မိဘများကိုမှုထား၍မုံရွာမြို့ဥဇော်မင်းလွင်ဒေါ်နိုင်ဝင်းတာမောင်စွမ်းထက်အောင်မောင်ပိုင်ဖုံးကြည့်ပက်ထရိုနိုင်73စီအယောင်းဝယ်ရေးမိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောဗဒ္ဒကဘာမမြတ်ဗုဒ္ဓ၏ကျောင်းတကာများအကြောင်းတရားဒေသနာတော်ဒီနေ့ညဓမ္မသဘင်ခန္ဓာကိုရှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုံပြုငါတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပဂောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာတိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မယံရည်တွေ့တိုင်းဒါဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရဏိဥစ္စာအသက်ချင်လဲအင်္ဂါမိတ္တကြီးမှာသမိတာနှင့်တထာဇနီစွန့်ခြင်းကြီးဟုစေတိထဝေငါးသွဲအစုအလွန်ခဲရင်သောမူတို့ကိုကရုဏာတော်ဘုရားဖြစ်ရန်ဤတန်ကြိုးကိုအထုတော်မူရသည်ဖြစ်၍ခေရန်လက်ချင်းမျက်လုံးအသက်ဆုံးတရဲ့နှလုံးစိတ်ဝံကိုရောဤပင်ပန်းခြင်းသို့ကတောဘဝဒါနချိန်ဖျက်စွာရောက်တော်မူခဲ့ရရှာလိပြီမဟာကရုဏိကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မှာကရုဏာဆင်းဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဗဒ္ဒကဘာမမြတ်ဗုဒ္ဓဤကျောင်းတိုင်းအကများဒီကနေ့ကျောင်းလူပူဇာပွဲရဲ့အထွတ်ထိပ်အောင်ပွဲအနေနဲ့ကျင်းပတဲ့ဓမ္မသဘင်ဖြစ်သည့်အတွက်ကြောင့်ဗဒ္ဒကဘာမှာဖျားလေးစုပွင့်တော်မူပြီးတဲ့ထိုဖျားလေးစုတို့ကျောင်းတကာတွေဘယ်သူလဲဆိုတာဘောဓုဒဖြစ်သိခွင့်ရအောင်လို့ဒီတရားကိုရွေးချယ်ဟောတာဖြစ်တယ်မြတ်စွာဘုရားရဲ့အထိမ်းအမှတ်တရိရတတ်တော်တွေကြောင်းရာဘုရားရုပ်ပွားတော်ကြောင်းရာစေရီတော်မြတ်ကိုရွှေထီးတင်လှူခြင်းဘုရားရုပ်ပွားတော်သရင်300ကျောင်းဆောင်ကိုဆောက်လုပ်ခြင်းနဲ့ရှင်ပြုခြင်းဆိုတဲ့သာသနာတော်နဲ့ဆက်တဲ့ကုသိုလ်ကောင်းမှုတွေရှင်ပြုခြင်းဆိုတဲ့အလူမင်္ဂလာဟာနှုတ်တော်အကျိုးရှိတဲ့လူမင်္ဂလာမျိုးဖြစ်ပြီးမြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့မှသာလုံနိုင်တဲ့ကုသိုလ်ကောင်းမှုမျိုးဖြစ်တယ်ပေါ့ရှင်ပြုခြင်းအပြင်ရှင်တကာရှင်မာတွေကပရိက္ခရာ8ပါးလှူဒန်းခွင့်ရတာဟာအဓိကမိမိတို့ရင်ဝယ်ပေါက်ဖွာသားရဏပြားသူတော်အားတို့ရဲ့ရင်ဝယ်ပေါက်ဖွာသားရဏပြားကို
ဖရာသာသနာမှာဝင်ရောက်ပြီးသီလအကျင့်ကိုကျင့်ခွင့်ရစေခြင်းဖြင့်ထိုပုဂ္ဂိုလ်များအတွက်ထိုလူငယ်လေးတွေအတွက်သာသမီတွေအတွက်ရှင်ထဲမှာကုသိုလ်မျိုးစေ့ချပေးတဲ့သဘောဖြစ်တယ်ပေါ့ဒီကုသိုလ်မျိုးစေ့လေးဟာဘဝမှာရှင်းကျက်လာတဲ့အခါမှာရှင်သန်ပြီးသူတို့ဘဝလွတ်မြောက်ဖို့အတွက်လမ်းစာလေးတွေ့ကောင်းမှာဖြစ်တယ်ဒါကြောင့်ရှင်တကာရှင်မာတွေမှာလည်းအကျိုးရှိတယ်ကိုယ်တိုင်သင်္ကန်းစီးပြီးသာသနာ့ဘောင်ဝင်ရောက်လာတဲ့ရှင်သာမဏေတွေအတွက်လည်းအကျိုးရှိတယ်လို့နှုတ်နှောအကျိုးရှိတဲ့အလှမျိုးဖြစ်တယ်ပေါ့ဖျားထိတင်တာဆိုတာကြတော့ရသော်ဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအာရုံပြုပြီးဖျားရဲ့တတ်တော်မွေတော်တွေကိန်းဝတ်ရာစေတီတော်မြတ်ကိုရွှေတိအထွတ်တင်လူပြီးတော့ပူဇော်ရတာဟာဗုဒ္ဓပူဇာပဲဖြစ်တယ်ပေါ့ထိုဗုဒ္ဓပူဇာဖြစ်သလိုရသော်ဘုရားရဲ့ရုပ်ပေါ်ဆင်းရဲတော်သတင်း300ကျောင်းတန်ဃာတွေသတင်းသုံးဖို့သို့မဟုတ်တရားဓမ္မဟောပြောဖို့တရားနာဖို့တရားကိုကျင့်ကြံကြိုးကိုအထောက်ဖို့ဆိုတဲ့ဒီလိုရည်ရွယ်ချက်နဲ့ဆောက်လုပ်လှူဒန်းထားတဲ့အကြောင်းဟာယရဏသုံးပါးကိုပူဇော်လှူဒန်းတာဖြစ်သည့်အတွက်ကြောင့်ယရဏတရားပူဇာကုသိုလ်မျိုးလည်းဖြစ်တယ်ပေါ့အဲ့ဒီမှာတန်ဃာတွေသတင်းသုံးခြင်းအပြင်တန်ဃာတွေရဲ့ယင်ထဲမှာရှိတဲ့တရားထိုတရားကိုဟောကြားတဲ့မြတ်စွာဘုရားလို့ဆိုတဲ့တန်ဃာကဆက်နေပြီးတော့တရားနဲ့ဘုရားပါဝင်လာသည့်အတွက်ကြောင့်ကုသိုလ်ရှင်များကယင်ထဲနှလုံးထဲမှာဒုဆောက်လို့လှူဒန်းတဲ့ကြောင်းဟာဘုရားတရားတန်ဃာယရဏသုံးပါးကိုပူဇော်ပြီးလှူဒန်းတာဖြစ်လို့ထိုဘဝဟာအလွန်ကံကောင်းလာတယ်ကောင်းဆုံးကုသိုလ်တစ်ခုပြုလို့ရတယ်လို့စိတ်ထဲမှာဝမ်းမြောက်ဝမ်းသာဖြစ်ဖို့လိုတယ်ပေါ့အဲ့တော့သမိုင်းကြောင်းကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဗတ္ထကဘာဆိုတာဒီကဘာမြေကြီးဟာဖျား9စုပွင့်ပြီးမှပျောက်ကွယ်မှဖြစ်တယ်အခုဖျား4စုပွင့်ပြီးသွားပြီတစုပွင့်ပြီးတိုင်းမြေသားဟာတေယုဇနာလောက်မြင့်တက်လာတာဖြစ်တယ်ဒါကြောင့်မို့ရှေးအောင်ပစ္စည်းတွေပြန်တူးဖော်ရတာပထမဆုံးပွင့်တော်မူတဲ့မြတ်စွာဘုရားကကကုတန္တမြတ်စွာဘုရားအဲ့ဒီကကုတန္တမြတ်စွာဘုရားတက်တော်4000တန်းလူသားတွေရဲ့4000လူအသက်4000အသက်ရှိတဲ့ကာလမှာပွင့်တော်မူခဲ့တာဖြစ်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားလည်းပဲတက်တော်4000ထိအောင်ကြာရှိစွာလူဘဝမှာလောကသားတို့အတွက်ကြိုးစားဆောင်ရွက်ခဲ့နိုင်တာဖြစ်တယ်ပေါ့။ထိုကကုသန္တမြတ်စွာဘုရားရဲ့အသိဉာဏ်ပွင့်လင်းရာသဗ္ဗညုတဉာဏ်တော်ကြီးပွင့်လင်းရာဘောဓိပင်ကတော့ကိုယ်ပင်ပဲဖြစ်တယ်။ကိုယ်ဘောဓိမှာဘုရားဖြစ်သူရောက်သွားတယ်။သို့တော်ဒီကနေ့ခေတ်ကိုယ်ပင်ကိုဗတ္တကဘာကြီးမကွဲခင်တောင်မှပဲမြေပြင်ပေါ်မှာပေါက်နေတဲ့ဘောဓိကိုယ်ပင်တွေကိုဘောဓိပင်လို့လူတွေကအသိမှမပြုကြတော့ဘူး။လမ်းဘေးမှာအရေးရတစ်ပင်ဖြစ်လမ်းဘေးမှာအရေးရတစ်ပင်ဖြစ်စိုက်ပြီးတော့ထင်းခုတ်ပြီးတော့စိုက်နေကြပြီဘောဓိပင်ဖြစ်ကရွှေလျောသွားတယ်လို့ဆိုရမှာဖြစ်တယ်ဒီကဘာမြေကြီးပေါ်မှာပွင့်ပေါ်ခဲ့တဲ့မြတ်စွာဘုရားပဲဗတ္တကဘာဆိုတာဒီကဘာမြေကြီးပေါ်မှာပွင့်သွားတဲ့မြတ်စွာဘုရားရဲ့ကိုယ်ဘောဓိလူသက်တန်းဟာတက်လိုက်ကြလိုက်4000တန်းကနေစနစ်တန်းထိအောင်ရောကျသွားပြီးတဲ့အခါတခါလူသက်တန်းတွေပြန်တက်လာတယ်ပြန်တက်လာပြီးအသင်္ချေထိအောင်လူတွေဟာပြင်းကြီးပွဲကောင်းလောက်အောင်သက်ရှိပြီးသက်တွေပြန်တိုးကြပြန်တယ်သက်တိုးတာဟာဒုစရိုက်တွေကြောင့်တိုးတာပဲဖြစ်တယ်ဒုစရိုက်ကြောင့်ဘာကြောင့်တိုးသလဲလို့ဆိုရင်လူတွေရဲ့ရှင်တဲ့နှလုံးထဲမှာဖြစ်ပွားတဲ့အကုသိုလ်တရားထိုရင်ထဲကဖြစ်တဲ့အကုသိုလ်တရားကြောင့်ထွက်ပေါ်လာတဲ့စကားသံပြုလုပ်တဲ့အမှုကိစ္စတွေဟာလူလောကလူရဲ့ဂုဏ်သိက္ခာတွေကိုကျဆင်းစေပြီးတတန်းကိုတိုးသွားစေတယ်ဘယ်လိုဆက်ဆက်ထားတော့လို့ဆိုတော့လူတွေရဲ့ရင်ထဲမှာအကုသိုလ်တွေဖြစ်ပွားလာပြီဆိုလို့ရှိရင်ရင်ထဲကဖြစ်ပွားတဲ့အကုသိုလ်ရဲ့အရှိန်အဝါတွေကြောင့်ကဘာမြေကြီးပေါ်မှာပေါက်နေတဲ့တစ်ပင်တွေရှားသူဥရုတွေကပြောင်းလဲသွားတယ်ပြောင်းလဲသွားတော့
ထိုရာသီဥတုပေါ်မှာအမိပြုနေရတဲ့လူသားတွေထိုရာသီထိုမြေပေါ်မှာစိုက်ပျိုးပြီးတော့ဖြစ်ပေါ်လာတဲ့သီးနှံတွေကိုစားပြီးအသက်ရှင်ရတဲ့လူသားတွေဟာရုပ်လျော့လာတဲ့တဖြည်းဖြည်းအသက်ဟာရုပ်လျော့သွားတယ်ဥဒုနဲ့အာဟာရကြောင့်လူတွေရဲ့သက်တမ်းဟာရုပ်လျော့တယ်လို့သူတို့ဆိုတယ်ကံကအဆုံးဖြတ်မဟုတ်ဘူးဒီနေရာမှာကံဘလောက်ပဲကြီးကြီးကံဘလောက်ပဲကောင်းကောင်းဥဒုနဲ့အာဟာရမကောင်းဘူးဆိုရင်လူဘဝမှာအသက်ရှည်ဖို့မဖြစ်နိုင်ဘူးဒါကြောင့်မို့ဘုရားတွေဟာကံအပြင်ကြည့်ပဲဆိုရင်လေးသိင်ခြင်းတဲ့ကဘာတသိမ့်ပါရမီဖြစ်ရတာဖြစ်သောကြောင့်ကုသကံအပြင်လည်းတူတယ်လို့ပြောမှာတာမန်ကုသိုလ်နဲ့ဘုရားမဖြစ်ဘူးသို့တော့တက်တန်းကြတော့တူကြသလားဆိုမတူကကုသနာမြတ်စွာဘုရားက4000ကောဏကဝနမြတ်စွာဘုရားကျတော့3000ပဲကသဝမြတ်စွာဘုရားကျတော့2000ပဲဂေါရမမြတ်စွာဘုရားကျတော့တရားရမ်းမှု80ပဲနေရတယ်ဟောတက်တန်းတွေကဒီလိုပါအဲ့တက်တန်းတွေကကံတူရတဲ့နဲ့ဘာကြောင့်ကြွားရတော့ဆိုဥဒုနာဘောဇနေနာအာယုခာယတိပိဝဋ္ဌတိပိအဖြစ်ကအဲ့ဒါလူတွေရဲ့ရင်ထဲမှာဖြစ်ပွားလာတဲ့အကုသိုလ်တရားတွေရဲ့အရှိန်အဝါကြောင့်ဇာတိဥရုတွေညံ့လာတယ်အာဟာရတွေညံ့လာတယ်လူရဲ့အသက်ဟာဥဒုအာဟာရပေါ်မှာမှီပြီးတော့သက်ရှင်ရတာဖြစ်တယ်ဒါကြောင့်မို့ဒီဥဒုနဲ့အာဟာရဟာအနှစ်4000ထိအောင်မထိန်နိုင်ဘူးအနှစ်3000ထိအောင်မထိန်နိုင်ဘူးကောရဝမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါ2000ပြည့်အောင်1000ပြည့်အောင်မထိန်နိုင်တော့ဘူးအသက်120 160ဆိုအလုံးစုံအဲ့ဒီခေတ်ကလူတွေကတက်တန်းတိုးသွားကြတယ်ဖះချင်းတွေ့ရတဲ့နဲ့တက်တန်းခုလို့ကွဲပြားသွားတာဟာဥဒုနဲ့အာဟာရပဲလို့သူဆိုတယ်ဒါရင်ရုပ်လျော့သလားဆိုတခြားတွေလည်းရုပ်လျော့မှုတွေရှိတယ်ပေါ့အဲ့တော့ကံကိုယုံမယ်ဆိုလို့မရဘူးကံနဲ့အရေးကြီးတာလူတွေရဲ့စိတ်တွေသဘောထားပိုအရေးကြီးတယ်လူတွေရဲ့စိတ်ဓာတ်တွေဟာအောက်တန်းကျလာပြီအပြစ်မကင်းတဲ့စိတ်ဓာတ်တွေဒီကနေ့ခေတ်ပဲကြည့်လူတွေရဲ့စိတ်ဓာတ်ဟာဆိုးသွမ်းတောင်းကျမ်းလာတဲ့အနေအထားမျိုးရှိလာတယ်နော်ထိကနေရှင်ရိုက်ကြမယ်နှက်ကြမယ်တတ်ကြမယ်ဖြတ်ကြမယ်လူတွေရဲ့စိတ်ဓာတ်တွေကပို့ပြီးတော့ရိုင်းပြလာအဲ့လိုရိုင်းပြလာတဲ့စိတ်ဓာတ်တွေကြောင့်တတန်းကတိုးတဲ့တိုးလာမှာဒါသဘာဝပဲနော်ယာတိဝုဒ္ဓတွေကဆိုးတဲ့ဆိုးလာခွန်ကြီးတို့ငယ်ငယ်တုန်းကဒီလောက်ပူတာမကြုံဘူးအခုတခါပူလာပြီဒါယာတိဥဒုပြက်ပြားဒီယာတိဥဒုကဘာကြောင့်ပြက်တာလဲဆိုရင်လူတွေရဲ့လောက်ရက်တွေကြောင့်ပဲပြက်တာကဘာမြေပြင်ပေါ်မှာနေတဲ့လူတွေဟာအကျင့်ပြက်လာပြီဆိုရင်ရေမြေတွေဟာလည်းပဲဖောက်ပြန်ပျက်စီးကုန်တယ်ဖောက်ပြန်ပျက်စီးတဲ့ရေမြေတွေကိုအမိပြုပြီးအသက်ရှင်တန်ရတဲ့လူတွေရဲ့အသက်တွေလည်းထိခိုက်လာတယ်ဒီလိုဆက်ဆက်ပြီးတော့နေတယ်ပေါ့နော်ဆက်ဆက်ပြီးတော့နေတယ်ကိုလုထာကိုရပြီးတော့ကိုလုထာကိုခံရတဲ့သဘောပဲအလုံးဟာကိုမလုတဲ့လူတွေရှိတော့လဲလုတဲ့လူတွေများလာတဲ့အခါကောင်းတဲ့လူတွေရှိတော့လဲမကောင်းတဲ့လူတွေကများလာလို့ရှိရင်ဒီမိုကရေစီမှာမကောင်းတဲ့လူတွေများရင်မကောင်းတာကပိုဖြစ်လာမှာပဲဒါထင်ရှားတယ်ဘယ်ခေတ်ပဲဖြစ်ဖြစ်နော်လူများရာကနေပြီးတော့အလုံးဟာခံကြရတာဖြစ်တယ်ပေါ့အေးလောဘတွေကြီးလာတယ်ဒေါသတွေကြီးလာတယ်အမှန်မသိတဲ့မောဟတွေလှုပ်တင်တာနဲ့မလှုပ်တင်တာမလှုပ်တင်တာကိုလှုပ်တင်နေထင်တယ်လှုပ်တင်တာကြတော့မလှုပ်တင်မှုထင်ပြီးတော့မှားယွင်းချွတ်ချုံမှုတွေများလာတဲ့ခဏခေတ်ကာလကြီးဟာဆုတ်ခေတ်လို့ပြောရတဲ့အခါမျိုးပဲဖြစ်တယ်ပေါ့ဘောရမမြတ်စွာဘုရားပွင့်တဲ့အခါမှာဥပမာမဲ့ကလိယုဂလို့ခေါ်တယ်တကယ်ကိုဆုတ်ယုတ်နေတဲ့ခေတ်ကြီးတွေမှာကောရမဘုရားပွင့်လာပြပြနေတဲ့ခေတ်ဆိုတာဘာပြောတာတော့ဆိုလို့ရှိရင်လေးချောင်းတော့စပွဲကြီးမှာခြေတော့၃ချောင်းကျိုးနေပြီတစ်ချောင်းနဲ့ထောက်ထားတဲ့စပွဲစဉ်းစားကြည့်ပေါ့စပွဲပေါ်တင်ထားတဲ့အကုန်လုံးလိမ့်ကြမှာပဲခြေတော့တစ်ချောင်းနဲ့စပွဲဟာဘယ်တော့မှမငြိမ်ဘူးပေါ့နော်မငြိမ်နိုင်ဘူးလေးချောင်းနဲ့စပွဲမှာခြေတော့၃ချောင်းကျိုးနေတာခေတ်ကြီးကလည်းပဲထုတ်တူပဲဆိုလိုတဲ့အဓိပ္ပာယ်ကဘာတော့လူတွေ၄ပုံပုံ၃ပုံကတရားပြည့်တစ်ပုံနဲ့ပဲအကောင်းကြံတယ်လို့ဆိုလို့အဲ့ဒီအချိန်မှာဂေါရမမြတ်စွာဘုရားပွင့်တာဒါကလိယုတ်ဆုတ်ကတ်ကာလလို့ခေါ်တယ်အဲ့ဒီလိုခေတ်မှာဒီဖရကဘာကြီးဟာတည်တတ်နေအောင်မှာပဲဖြစ်တယ်
နောက်တစ်ခေတ်အရိပတိယမြတ်စွာဘုရားပွင့်ပြီးတဲ့အခါကျတော့ဒီကဘာကြီးဟာမိလောင်လို့ရင်လည်းပျက်စီးမယ်ရေမြုပ်လို့ရင်လည်းရေမျောလို့ရင်လည်းပျက်စီးမယ်လေတိုက်လို့ရင်လည်းပျက်စီးမယ်ရေမီးရေလေဆိုတဲ့အဖြစ်၃မျိုးနဲ့တစ်မျိုးမျိုးနဲ့ပျက်စီးတာဖြစ်တယ်ကဘာကြီးပျက်စီးတယ်ဆိုတာအဲ့ဒါလို့လူတွေသာထိခိုက်ပြီးတော့ကဘာကြီးကတော့မပျက်စီးသေးဘူးဒီအရိမတိယမြတ်စွာဘုရားပွင့်ပြီးမှကဘာကြီးကဆုပ်ယုပ်ပြီးပျက်စီးမှဖြစ်တယ်ရာသီဥတုတွေအခုဆိုးနေမဲ့တဖြည်းဖြည်းလူတွေရဲ့တက်တန်းတွေဆုတ်သွားပြီးရာသီဥတုတွေပြန်ကောင်းလာတဲ့ရွှေခေတ်ကိုတော့ရောက်အောင်ပါပဲဒီမြေကြီးပေါ်မှာပဲပြန်ရောက်ဖို့ရှိတယ်ပေါ့နော်ပြန်ရောက်လာခုချိန်မှာတော့တပင်တွေကလည်းခုတ်လိုက်တာပြောင်းသွားပြီးတောင်းနေမှန်သမျှကတုံးတောင်းကတုံးအဲ့တော့မြေပြင်ပေါ်မှာအပူတွေလွှမ်းခြုံပြီးတော့ရေရှားမိုးရှားအလုံးရှားတဲ့ခေတ်ကြီးတဲ့ကိုရောက်ရှိလာတယ်သို့တော့ဒီနေ့ကျတော့ပြန်လဲပြီးတော့စိမ့်နှန်းဆုပ်ပြေးလာအောင်ပါအဲ့ဒီစိမ့်နှန်းဆုပ်ပြေးလို့လူကောင်းသူကောင်းတွေဒီကဘာမြေကြီးပေါ်ရောက်လာတဲ့အခါမှာအရိမတိယဘုရားပွင့်အောင်ပါပဲပေါ့အဲ့ဒီပွင့်ပြီးတဲ့နောက်မှာအခုလိုခေတ်မျိုးပြန်ရောက်လာပြီးလူဆိုးသူဆိုးတွေနဲ့ကဘာကြီးတစ်ခုလုံးဟာမိလောင်တိုက်သွင်းခံရတယ်လို့မိလောင်ပြီးတော့ဒီဗဒကဘာကြီးဟာအဆုံးသတ်သွားမှာဖြစ်တယ်ပေါ့ဝရဓမ္မသင်္ခါရမြတ်စွာဘုရားကအကြောင်းနဲ့တိဆောက်ထားတဲ့အရာတွေမှန်သမျှဟာပြတ်သုံးခြင်းမှာအဆုံးသတ်တယ်ဘယ်အရာမှမမြဲဘူးဆိုတဲ့အနိစ္စသဘာဝနိယမအတိုင်းနောက်ဆုံးမှပျက်စီးသွားမှာဒီဗဒကဘာမှာမှတ်သားစရာကောင်းတာဖျား၅စုပွင့်မယ်အခုပွင့်ပြီးသား၄စုပွင့်သွားပြီအဲ့၄စုပွင့်သွားတဲ့ထဲမှာကျောင်းတကာတွေရဲ့အကြောင်းကိုတစိုးတစီသိရသမျှစာပေကျမ်းကမှာမှတ်တမ်းတင်ထားသလောက်ပဲပြောလို့ရမှာဖြစ်တယ်တချို့ကျတော့နာမည်မျှတာကြံပြီးဘာအကြောင်းအရာမှသိခွင့်မရှိတော့အခုကောရမမြတ်စွာဘုရားလက်ထက်မှာစေတဥယျာဉ်ကြီးဟာတစ်ချိန်လုံးကလည်းပဲဥယျာဉ်ကြီးတစ်ခုပဲကကုတန္တကဘာဥကာလဗဒကဘာရဲ့ကဘာဥကာလနော်ဘုရားငါးစုပွင့်လို့ဗဒကဘာလို့ခေါ်တာအဲ့ဒီဗဒကဘာကဘာဥကာလအချိန်မှာဒုရိယတတန်းဟာတပြေးပြေးဆိုးရုပ်လာလို့4000တန်းရောက်သွားတဲ့အခါမှာကဘာမြေပေါ်မှာစိမ့်လန်းဆုပ်ပြေးနေတဲ့ကုက္ကုပင်ကြီးဘောဓိပင်ကြီးကိုမေ့ပြုပြီးတော့ကကုတန္တမြတ်စွာဘုရားဟာတရားဥတရားမြတ်ရခဲ့ပြီးတတ္တလောကကြီးကိုအမှန်တရားသိအောင်ဟောပြောခဲ့တယ်အဲ့ဒီခေတ်မှာမြတ်စွာဘုရားပွင့်လာတော့စေတဥယျာဉ်နေရာကြီးမှာအခုစေတဝန်ကျောင်းဆောက်လုပ်တဲ့နေရာသာဝတိမြို့နာနယ်နိမိတ်အကျယ်ဝန်းကတော့ကြွယ်ပြချမ်းသာတယ်သို့တော့နေရာတူတယ်ဆိုတာနော်နယ်နိမိတ်အတိုင်းအတာတော့ကြွယ်ပြချမ်းသာတယ်အဲ့တော့ကကုသန္တမြတ်စွာဘုရားလက်ထက်မှာအတာရဝိလူတထေးတယောက်သူ့ရဲ့နာမည်ကတော့အစ္ဆုတလို့ခေါ်တယ်အစ္ဆုတဆိုတဲ့တထေးကစေတမင်းသားရဲ့ဥယျာဉ်ကိုဝယ်ရတယ်လို့ပဲအဲ့ဒီခေတ်ကဥယျာဉ်ကိုသူကဘာနဲ့ဝယ်တော့ဆိုခြေစင်ရဲ့ခြေထောက်တစ်ဖွဲ့ပြုလုပ်ထားတဲ့ဆင်ရဲ့ခြေထောက်လောက်အတိုင်းအတာချီပါတဲ့ရွှေတုံးကြီးတွေနဲ့ခင်းပြီးတော့ဝယ်ရတယ်အကျယ်ဝန်းကတော့တကာဝုတ်ပမာဏရှိတယ်တကာဝုတ်ဆိုတာဒီအတောင်နဲ့ပြောမယ်ဆိုလို့ရှိရင်11200အတောင်ရှိတယ်လူအတောင်နဲ့တွက်လိုက်နော်11200အဲ့ဒီခြေဝန်းနဲ့နေရာကြီးကိုခုခေတ်စည်းနဲ့ပြောတာမဟုတ်ရွှေစင်ချီတရံလောက်ထားတဲ့ရွှေတုံးကြီးတွေကိုအဲ့ဒီမြေပြင်ပေါ်မှာအနှံ့ခင်းပြီးတော့တစ်ခုနဲ့တစ်ခုဆက်ပြီးတော့ခင်းပြီးတော့ဝယ်ရတာဈေးအမတမကြီးတယ်နော်ဘယ်တော့မှချမ်းသာလို့ဝယ်နိုင်တာပဲအစ္ဆုတဆိုတဲ့ဥပဒကကဘုရားကျောင်းတော်ဆောက်လို့လှူဒန်းမှုအတွက်စင်ချေတော့ပမာဏရှိတဲ့ရွှေတုံးကြီးတွေခင်းပြီးတော့မှတကာဝုတ်တိုင်းတာရှင်းလျောက်တယ်တောင်မောင်းလူအတောင်နဲ့11200
ကျေဝန်းတဲ့ area ကြီးတစ်ခုကိုဝယ်ပြီးတော့ကျောင်းဆောက်တယ်အဲ့တော့ကျောင်းဆောက်တော့ကုန်ကြစိတ်ကလည်းအဲ့ဒီအတိုင်းတာလောက်ရှိမယ်ကျောင်းရည်စက်ချအတိုင်းတာလည်းအဲ့ဒီလောက်ရှိမယ်သို့တော့ပြီးပြီးစုံစုံသိခွင့်မရဘူးဘယ်လိုကျောင်းကြီးဆောက်ပြီးတော့ဘယ်လိုလုပ်တယ်ဆိုတာသိခွင့်မရဘူးဒီလောက်ပဲသိခွင့်ရနောက်တစ်ခါကကုသနာမြတ်စွာဘုရားပြိဋိဘံစံတော်ပြီးတော့လူရဲ့တက်တန်းဟာအတက်ကြဖြစ်ပြီးပြန်ကြလာတဲ့အချိန်မှာတက်3000တန်းမှာကောနာကမနာဆိုတဲ့မြတ်စွာဘုရားပွင့်တော်မူလာပြန်တယ်ရေသဖန်းပင်ဘောဓိပင်မှာတရားတို့တရားမြတ်ရတာမဟုတ်ရေသဖန်းဘောဓိပင်မှာတောက်ရတဲ့ဉာဏ်ရပြီးဘုရားဖြစ်သူရောက်ခဲ့တယ်အဲ့ဒီမြတ်စွာဘုရားရဲ့လက်ထက်မှာတော့စေတမင်းသားရဲ့စေတော်ဥယျာဉ်တို့အဲ့ဒီနေရာမှာမြေရဲ့တန်ဖိုးကဘယ်လောက်ရှိတော့ဆိုလို့ရှိရင်တော့သူကဒီခါဝုတ်ရဲ့ထက်ဝက်တခါဝုတ်မရှိဘူးပေါ့တခါဝုတ်ရဲ့ထက်ဝက်ဆိုတခါဝုတ်ရဲ့ထက်ဝက်အဲ့တော့တခါဝုတ်ရဲ့ထက်ဝက်ရှိတဲ့ဒီပမာဏမှာသူကြတော့ရွှေအုပ်တွေအုပ်ကလည်းခဏိခေအုပ်လောက်ကကြမှာကမှာပေါ့မြန်မာအုပ်လောက်ဆိုရင်တော့1000ကျော်တဲ့အုပ်ကြီးတွေကနော်1000နဲ့1000အုပ်ကြီးတွေပကံခေမှာသုံးတဲ့အုပ်တွေတို့နောက်ပြီးတော့အင်းဝခေမှာသုံးတဲ့အုပ်တွေတို့ဆိုလူ1000ကျော်တယ်အဲ့လိုရွှေအုပ်ကြီးတွေခင်းပြီးတော့ဝယ်ရတယ်စီကြည့်တယ်အမြင်တော့ရောရွှေရှိမှဝယ်နိုင်တာငွေနဲ့ဝယ်ရတာမဟုတ်ရွှေပြရွှေတွေနဲ့ဝယ်ရတာအဲ့လိုဝယ်ပြီးတော့ဖះကိုကြောင်းဆောက်တယ်ကျောင်းတကာကဥက္ခဆိုတဲ့တတိဒါပေမဲ့သူ့အကြောင်းလည်းပဲချက်ပြင်းပြမသိရဘူးနာမည်လေးလောက်ပဲမတန်းရှိတော့နာမည်လေးလောက်ပဲမတန်းရှိတော့နောက်အဲ့ဒီကောင်းနာဖះမြတ်စွာဘုရားပြိဋိဘံဆံသွားတဲ့အခါကျတော့လူတွေရဲ့တက်တန်းကလည်းတိုးလိုက်ကြားလိုက်ဖြစ်ပြီးနောက်ဆုံးအကြပိုင်းမှာလူတက်တန်း2000တန်းရောက်တဲ့အခါကျတော့ကတ္တဗဆိုတဲ့မြတ်စွာဘုရားပွင့်တော်မူလာတယ်ကတ္တဗမြတ်စွာဘုရားကပင်ညောင်ဘောဓိမှာပင်ညောင်ပင်ရဲ့ညောင်ပိန်းနေလို့ခေါ်တယ်ပင်ညောင်ပင်ရဲ့အောက်မှာတောက်ယူတဉာဏ်ကိုရတယ်အဲမြတ်စွာဘုရားသတင်းသုံးဖို့ကျောင်းဆောက်တဲ့ကျောင်းတကာကတော့သူမင်္ဂလာလို့ခေါ်တယ်အဲ့ဒီသူမင်္ဂလာဆိုတဲ့တထေးကမြေနေရာကိုဝယ်ရတဲ့အခါကျတော့ဥဒ္ဓဘ20အကျယ်ရှိတယ်အဲ့တော့ဥဒ္ဓဘ20ဆိုတဥဒ္ဓဘမှာအတောင်ပေါင်း140တောင်ရှိတယ်ဥဒ္ဓဘ20ဆိုတော့2800လူတောင်နဲ့တောင်ပေါင်း2800အကျယ်ဝန်းတယ်အဲ့ဒီမြေကိုဝယ်ယူပြီးတော့ဝယ်တဲ့အခါဘာနဲ့ဝယ်ရအောင်ဆိုရွှေတုံးတွေကိုလိပ်ရုပ်လိပ်ပုံစံရွှေလိပ်တွေနဲ့ရွှေလိပ်ပြလိပ်ပုံစံလောက်ထားတဲ့ရွှေတုံးကြီးတွေကိုခင်းပြီးတော့ဝယ်ရတယ်ဈေးကြည့်တာပဲသူလေဒါပေမဲ့အကျယ်ဝန်းကြတော့သူကကုသနာမြတ်စွာဘုရားလောက်လည်းမကျဲဘူးကောဏကုဏမြတ်စွာဘုရားလောက်လည်းမကျဲဘူးဧရိယာကကျင်းသွားတယ်သို့တော့ဝယ်ရတဲ့ဈေးနှုန်းကတော့သူလည်းမသိဘူးရွှေလိပ်ရုပ်ကြီးတွေခင်းပြီးတော့မြေပြင်ပေါ်မှာအနှံ့ခင်းပြီးတော့အဲ့ဒီဈေးအဖြစ်ပေးပြီးတော့ဝယ်ရတယ်အဲ့ဒီသူ့မင်္ဂလာဘုရားကျောင်းတကာသူ့မင်္ဂလာတထေးရဲ့အကြောင်းအရာတစိုးတစီကတော့သိရှိခွင့်ရတယ်အစကရပိတ္တဘုထုလို့ခေါ်တဲ့ဓမ္မပဒအထက်ကရာမှာဒီအကြောင်းအရာလေးကိုဖတ်ရတယ်အဲ့ဒါလေးကိုတော့မှတ်သားကြည့်သူမင်္ဂလာဆိုတဲ့ကတ္တဗဘုရားရဲ့ကျောင်းတကာသူကျောင်းမြေကိုဝယ်တာရွှေလက်ရုပ်တွေနဲ့ခင်းပြီးတော့ဝယ်လိုက်တယ်ကျောင်းဆောက်တာလည်းအဲ့ဒါလောက်ကုန်ွယ်ရှိတယ်ကျောင်းရည်တက်ချတာလည်းအဲ့လောက်ကုန်ွယ်ရှိတယ်ဘုရားကျောင်းကိုဆောက်လို့လှူဒန်းအဲ့လိုဘုရားကျောင်းကိုဆောက်လို့လှူဒန်းထားတဲ့သူမင်္ဂလာဆိုတဲ့ဓကာဓမ္မတရာတရားကောင်းတယ်စိတ်ဓာတ်ကလည်းမတန်ကောင်းတယ်အဖြစ်ပြက်တစ်ခုကတော့ဘာလဲလို့ဆိုရင်သူ့လက်ထက်မှာနေ့စဉ်နဲ့မြတ်စွာဘုရားကျောင်းတော်သွားတရားနာဘုရားကျောင်းတကာကြီးဟာအဲ့လိုဘုရားနဲ့တရင်တနည်းကျောင်းသွားတရားတွေပါနာပြီးကျောင်းဆောက်လှူထားတဲ့တကာကြီးဒီနေ့ကျတော့ကျောင်းသွားရင်လမ်းမှာ
ဆရာတဆောင်မှာလူတယောက်ကခေါင်းမူးချုပ်ပြီးတော့အိတ်နေတယ်သို့တော့သူ့ခြေထောက်ကရှွတ်နေပေးနေတယ်ရှွတ်နေပေးနေတဲ့ခြေထောက်ကြီးကတော့မြင်ရတော့သူ့နောက်ကပါတယ်သူ့တပည့်နဲ့အဲ့ဒီနာကဖြတ်သွားရင်တူတူနဲ့သူဘာပြောမိတော့ဆိုအေးခြေထောက်ရှွတ်နေလူဆိုတော့ဒီလူကညအလုံးလုံးပြီးတော့နေအိတ်တဲ့လူဖြစ်လိမ့်မယ်နော်ညလူဖြစ်တော့တယ်လို့ပြောသွားတာအမှန်တော့အမှတ်တမဲ့ပြောသွားတယ်နေကြီးမှာအိတ်နေတယ်ခြေထောက်လည်းရှွတ်နေပေးနေတယ်ဒီကောင်ကတော့ညဘာလုပ်တဲ့လူလဲညအလုံးလုံးတဲ့လူဆိုတခိုးပေါ့လေနော်အခုခေတ်ကတော့နေတိုင်းညတိုင်းနေရှိတယ်နော်ခုခေတ်ကတော့နေတိုင်းညတိုင်းရှိတခိုးကြီးညလောက်တာမဟုတ်ဘူးအဲ့ဒီခေတ်ကတော့ညသမားဆိုရင်တော့တခိုးပဲအဲ့လိုပြောသွားတာကိုဟိုလူကခေါင်းမူးချုံပြီးအိမ်မပြောကြားတယ်ကြားလိုက်တော့ငါကျောင်းပြောတာဘာလို့လဲဆိုခေါင်းမူးချုံလေးကိုလှပ်ပြီးတော့ကြည့်လိုက်တော့သူ့မင်္ဂလာတထေးဆိုသူသိလိုက်အဲ့ဒီလူကစိတ်ကအမတန်ဆက်တယ်ခဏခေတ်လူတွေလိုပဲနော်စိတ်ကအမတန်တိုးရှင်ထဲမှာထောင်းကနေဒေါသဖြစ်လာနော်ထောင်းကနေဒေါသဖြစ်ပြီးတော့ဒီလူတော့ငါ့ကိုဒါတခိုးလို့ပြောတာပဲသူငါအကြောင်းသိစိမယ်ရှင်တွေကဒေါသဘလောက်ကြီးတယ်ဆိုအဲ့လိုလေးပြောတာကိုမခံနိုင်ဘူးအဲ့တော့ဘာလို့တော့ဆိုရင်ဒီတထေးပဲပိုင်တဲ့လေကင်းတွေကိုမိရှို့တာ9ကြိမ်မိရှို့ပြီးဖြတ်စီးတယ်တထေးပိုင်တဲ့လေယာတွေကို9ကြိမ်မိရှို့ဖြတ်စီးတယ်အဲ့ဒါနဲ့သူဒေါသမပြေဘူးအားမရတဲ့အခါကျတော့တထေးမွေးထားတဲ့နှိုးစားနှောမတွေနော်နှိုးစားနှွားချန်ကြီးတွေအဲ့နွားချန်တဲ့ကနွားတွေကိုခြေတော့ဖြတ်ပစ်တာ9ကြိမ်ဘယ်နှကောင်ဖြတ်တယ်တော့မပါဘူးနွားချန်ကနွားတွေကိုခြေတော့ဖြတ်တယ်အကုန်လုံးလိုက်ဒုက္ခပေးတဲ့သဘောပေါ့နော်တခါတထေးအိမ်ကိုမိရှို့တာ9ခါအဲ့ဒါနဲ့ဒေါသမကြည့်ဘူးသူကအဲ့ဒါတော့အညိုတေးကြည့်ပြီးတော့သူ့ကိုပြောရမလားဆိုတာလေအဲ့လိုဒေါသမပြေတော့ဘာလုပ်တော့ဆိုရင်တထေးရဲ့တပည့်သူကစီယုံတယ်မိတ်ဆွေဖွဲ့ပြီးတထေးရဲ့တပည့်ကိုပြောတာနေသားမအောင်မင်းတို့တထေးကဘယ်ဟာကိုအမြတ်နိုးဆုံးတော့ဘယ်ဟာကိုအနှစ်သက်ဆုံးတော့သူ့မျက်နှာပြက်အောင်သူကလှုပ်ချင်တာနော်မျက်နှာပြက်အောင်လှုပ်ချင်တထေးကအပြုံးမပြက်ဘူးဆိုတော့သူ့ကိုဒုက္ခပေးချင်ဘယ်ဟာသူ့အမြတ်နိုးဆုံးတော့ဆိုတော့သူဆောက်လုပ်ထားတဲ့ကတ္တဗမြတ်စွာဘုရားတရင်သုံးတဲ့ဂါထကုရိကျောင်းကိုသူကအမြတ်နိုးဆုံးပဲအဲ့ဒါလည်းသိရောမြတ်စွာဘုရားနဲ့တန်ဃာတွေဆွမ်းခံလဲသွားရောအဲ့ကျောင်းကိုမိရှို့တယ်ဘုရားကျောင်းသွားမိရှို့တယ်နော်အတော့မိုက်တဲ့လူဘုရားကျောင်းကိုမိရှို့လိုက်တဲ့အခါကျတော့ဘုရားကျောင်းတော်မီးလောင်နေဆိုတော့ခုခေတ်ဆိုရင်တော့ဝါရလျှော့ပေါ့နော်မှန်တော့ရှို့တယ်လူရှိတော့အဲ့ဒီမှာဘုရားကျောင်းတော်မိရှုခံရတယ်ဆိုတော့တတိယပြေးလာရှာကျောင်းကြီးကလည်းမတမကောင်းတော့ဆောက်တတ်တာစဉ်းစားကြည့်ပေါ့ရွှေလက်ရုပ်တွေနဲ့ခင်းပြီးဝယ်ထားတယ်ပြီအဲ့ဒါလောက်တန်ကြီးကြီးတဲ့ပတ်စံတွေသုံးချပြီးတော့သူကျောင်းဆောက်ရတာအဲ့လောက်တန်ကြီးကြီးတဲ့ကျောင်းကြီးကိုမိရှုခံရတယ်ပြီးလောက်နေဆိုလာတော့သူ့လဲလာရောအကုန်ပြာကျသွားကျောင်းတော့ပြာကျတယ်ဆိုတော့အုတ်ကျောင်းတော့မဟုတ်တော့ဘူးရတနာတွေနဲ့အသားနဲ့ဆောက်တဲ့ကျောင်းဖြစ်ကောင်းဖြစ်လိမ့်ကြာကြသွားပြီကျောင်းကြီးပျက်စီးသွားအဲ့တော့တထေးကကျောင်းကြီးမီးလောင်သွားတာကိုကြည့်ပြီးတော့သူများတွေဆိုဖြစ်မဖြစ်ရလေငိုကောင်းငိုလိမ့်မယ်ရင်ပတ်စီတီသူကတော့မဟုတ်ဘူးလက်မောင်းတစ်ဖက်ကိုကွဲပြီးနောက်လက်မောင်းတစ်ဖက်နဲ့တစ်ဖြောင်းဖြောင်းရိုက်ပြီးဝမ်းသာလိုက်တာဟေးဝမ်းသာလိုက်တာအော်နေတယ်ဘေးကလူတွေကတော့ထင်တာတထေးယူသွားပြီထင်တယ်မဟုတ်ဘူးသူတကယ်ဝမ်းသာအဲ့တော့ဘေးကလူတွေကမေးကြတယ်တထေးဒီလောက်တန်ကြီးကြီးတဲ့ကျောင်းကြီးမီးလောင်သွားတာဘာဖြစ်လို့ဝမ်းသာတယ်ပြောတာတော့ဆိုငါနောက်တစ်ခါဒီလိုကျောင်းမျိုးဆောက်လူရအောင်မှမဝမ်းသာတာတဲ့နော်မီးလောင်သွားသည့်အတွက်ကြောင့်ငါနောက်တစ်ဆောင်ထပ်လူရအောင်မှဟောသူစိတ်ဘယ်လောက်ကောင်းလဲဆိုစဉ်းစားကြည့်နော်နောက်တစ်ဆောင်ကထပ်လူရအောင်မှဝမ်းသာလိုက်တာလို့ကြွေးကြော်တကယ်လဲအဲ့ဒီနေရာမှာချက်ချင်းရှင်းလင်းပြီးတော့အဲ့ဒီတံပိုးနဲ့ညီတဲ့ကျောင်းဆောင်ကြီးတခုထပ်ပြီးဆောက်လူအဲ့တော့ဒီတထေးကိုမျက်နှာပြက်အောင်ကလေးစားခြေခြင်းနဲ့ဟိုလူဆိုးကကလေးစားခြေလို့မရဘူးကျောင်းမီးလောင်တော့လေသူကအပြုံးမပြက်ဘူးဝမ်းသာတယ်လို့တောင်အော်နေသေးတယ်ဆိုတော့ငါဒီတထေးဘလို့စိတ်ညစ်အောင်လုပ်ရမလဲစိတ်မညစ်ရင်လည်းကျန်တဲ့လူကစိတ်ညစ်ပြီလေ
ကိုလုံးတဲ့လူကစိတ်ညစ်သွားရင်ကောင်းတယ်စိတ်မညစ်ဘူးဆိုရင် तू ကစိတ်ညစ်ရတာဒီတတိကိုဘယ်လိုလုပ်ပြီးတော့စိတ်ညစ်အောင်လုပ်ရမလဲ तू အမျက်နှိုးဆုံးပစ္စည်းမရှိတော့လေ तू ဝမ်းသာနေတယ်ဆိုပြီးတော့ဒီတစ်ခါတော့ तू အသေးတတ်မှပဲဖြစ်မယ်တတိကအကြောင်းရည်စချပွဲကျင်းပနေတယ်9 ရက် 9 လီအဲ့ဒီမှာတပြောင်ကိုခါထိုးပြီးတော့တပြောင်ကိုဖွဲ့ယူလာပြီးတော့တတိကိုတတ်ဖို့ခွင့်ရေးချောင်းတယ်သို့တော့တတိရဲ့လူတွေနဲ့သူဟာအခွင့်မသာအဲ့လိုအခွင့်မသာတော့ကျောင်းရည်စချနောက်ဆုံးနေ့မှာအမျှဝေတဲ့အချိန်ရောက်သွားတယ်အဲ့ဒီအမျှဝေတဲ့အခါမှာတတိကသူကိုယ်တိုင်ရည်စချပြီးတော့ဘာအမျှဝေတော့ဆိုမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်ဒီကျောင်းကြီးဆောက်လုပ်ရတာဝမ်းသာပါတယ်အဲ့ဒီတပည့်တော်ရတဲ့ကုသိုလ်ကိုတဲ့လူတယောက်ဟာတပည့်တော်ပေါ်မှာအညှိုးထားပြီးတော့တပည့်တော်ရဲ့စပါးကိန်းတွေကိုမီးရှို့တာ9 ကြိမ်တပည့်တော်ရဲ့နှချမ်းကနွားတွေခြေတော့ဖြတ်ပစ်တာ9 ကြိမ်တပည့်တော်အိမ်မီးရှို့တာ9 ကြိမ်အခုဒီကန္တကုရီကျောင်းကြီးမီးရှို့တာလည်းပဲသူ့ပဲဖြစ်ပါလိမ့်မယ်နော်အဲ့ဒီလူကိုတပည့်တော်အားလုံးနဲ့ရှေးဥစွာသူ့ကိုမျှဝေပါတယ်သူ့ကိုရင်မျှဝေလိုက်တာဒီကုသိုလ်ကောင်းကြီးဖို့ကိုသူ့ကိုဖြစ်လို့ဖြစ်စီလုပ်တဲ့ပုဂ္ဂိုလ်ကိုပထမဆုံးအမျှဝေပါတယ်လို့ပြောလိုက်တဲ့အခါကျတော့အဲ့ဒီလူကသူထင်တာတွေတခုမှမဖြစ်တော့အဲ့ဒီကြတော့မှသူ့အပေါ်မှာကောင်းပါလားဆိုတော့သူစိတ်ပြောင်းသွားတယ်ဒါဝမ်းနဲ့ချိတ်ကွဲမှုတွေဖြစ်ပြီးတော့ငါလောက်တာမှားပြီငါမတောင်းမှမှုဆိုလို့ရှိရင်ငါမိုးကြိုးဆက်ကွင်းကြတော့မှာပဲနတ်တွေကဒဏ်ခတ်တော့မှာပဲဆိုပြီးအဲ့တတိရဲ့ခြေရင်ကိုဝတ်ပြီးခြေတော့ကိုနှုတ်ဖူးနဲ့တိုက်ပြီးတောင်းပန်နေတယ်အဲ့တတိကဘာကိစ္စလဲဘာဖြစ်တာလဲဆိုတော့လေကင်းမီးရှို့တာလဲကျွန်တော်ပါပဲတဲ့နွားတွေခြေတော့ဖြတ်တာလဲကျွန်တော်ပါပဲအိမ်မီးရှို့တာလဲကျွန်တော်ပါပဲကနကုရီတိုက်ကြီးမီးရှို့တာလဲကျွန်တော်ပါပဲကျွန်တော်ဟာဒီလိုတတိမင်းရဲ့အားတွေကိုဖြတ်စည်းခဲ့တယ်ဆိုတတိကြီးအားအသင့်နေစမအောင်မင်းနဲ့ငါဘယ်တော့မှများတွေ့ဘူးလို့တော့ဆိုမတွေ့ဘူးတဲ့ဒါပေမဲ့လို့မှတ်ပြီလားတဲ့ကျွန်တော်ကဇေယျပေါ်မှာအိတ်နေတယ်တတိကအိတ်နာဖြတ်သွားတဲ့အခါခြေတော့ရွှွတ်နေတဲ့ဒီလူကတော့ညာလူဖြစ်လိမ့်မယ်လို့ပြောသွားတယ်မဟုတ်လားအဲ့ဒီစကားကိုကျွန်တော်ကမခံနိုင်လို့ကလေးသားခြေတာလို့ပြောတယ်နော်လူစိတ်ကဘယ်လောက်စမ်းကြဲတယ်ဆိုတော့နော်မခံနိုင်လုံးလို့ကလေးသားခြေတာပါလို့ပြောတဲ့အခါကျအဲ့လိုလားဒါဆိုရင်သိခံပါတယ်ပြောမိတာလေသိခံမှာသူပြောမိပါတယ်ဟုတ်ပါတယ်အဲ့ဒါသိခံမှာဆိုသူ့ကိုလည်းပဲသိခံပါတယ်ခွင့်လွတ်ပါတယ်ကဲသွားပါတော့ဆိုတထေးကြီးပြောမသွားပြရစေနဲ့ကျွန်ုပ်တို့မိသားစုတစ်ခုလုံးရှင်တထေးမင်းကြီးရဲ့ခြေကျွံအဖြစ်အလုပ်လုပ်ပါမယ်ပြုစုပါမယ်ဆိုတထေးကြီးကဒီလောက်လေးပြောတာတော့မင်းကခံနိုင်သိမရှိဘူးဆိုငါဘယ်လိုလုပ်မင်းနဲ့အတူနေလို့ဖြစ်မလို့လောက်လေးပြောတော့မခံတဲ့လူဆိုတော့လေဘယ်လိုလုပ်ပြီးသူ့ကိုအလုပ်ခိုင်းလို့ရတော့မလို့အဲ့တော့မလုပ်ပါနဲ့ငါကျင့်တတ်ပါတယ်ကဲမင်းသွားလို့ရသွားပြီတော့ဆိုပြီးအဲ့ဒီအဖြစ်ပြက်တစ်ခုဖြစ်လာခဲ့အဲ့တော့ဒီသူမင်္ဂလာဆိုတဲ့ကသဗ္ဗမြတ်စွာဘုရားရဲ့အကြောင်းတကာတထေးကြီးကစိတ်ဓာတ်ဘလောက်ကောင်းလဲဆိုတော့စဉ်းစားကြည့်အဲ့တော့စိတ်ဓာတ်ဆိုတာကောင်းမှုလို့တယ်ပေါ့နော်အကုသိုလ်သူ့မှာအဖြစ်မခံဘူးကုသိုလ်ပဲဖြစ်တယ်အဲ့ဒါလို့ကုသိုလ်တွေဖြစ်သွားတော့ခုနကလူကတော့ဘုရားကြောင့်ကိုပျက်စီးတာဖြက်စီးတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်အဝိဇ္ဇငယ်မှာကြာရှိစွာခံရပြီးအဝိဇ္ဇငယ်လွတ်လာတဲ့အခါကျတော့တကူလုံးမီးလောင်ပြီးတော့ဒုက္ခခံရတဲ့ပြိတ္တာကြီးဘဝရောက်လာခဲ့တယ်။ကတော့ဂေါရမမြတ်စွာဘုရားလက်ထက်မှာသူဟာတကူလုံးမီးဟုံးတောက်နေတဲ့ပြိတ္တာဘဝရောက်လာခဲ့တယ်။ကူလိုက်လောင်လိုက်ဆိုတဲ့ခုခေတ်တော့မီးသေးရဲလို့ပြောကောင်းပြောလိမ့်မယ်ပေါ့တကူလုံးမီးတောက်နေတယ်။အဲ့ဒီပြိတ္တာဘဝရောက်လာအဲ့ဒီဇလန်းလေးတော့မှတ်တမ်းတင်ထားတာရှိတယ်။ကျန်တဲ့ကျောင်းတကာတွေအကြောင်းတော့မသိရဘူး။အေးဂေါရမမြတ်စွာဘုရားရဲ့ကျောင်းတကာတွေကတော့အလုံးသိရှိကြတယ်ပထမဆုံးကျောင်းတကာကတော့ဗေမိတာရမင်းကြီးပဲဖြစ်တယ်ဝေလူဝန်ဥယျာဉ်ကြီးကိုလူထားတဲ့ဗေမိတာရမင်းကြီးဟာပထမဆုံးကျောင်းတကာပဲနောက်ဒုတိယကျောင်းတကာအနေနဲ့ကတော့အနာရဝိန်တထေးလို့ပြောရမှာဖြစ်တယ်တတိယကတော့ဝိသခာကျောင်းအမကြီးလို့ပြောရမှာဖြစ်တယ်တခြားကျောင်းတွေရှိသေးတယ်နောက်မြတ်စွာဘုရား
တိပတနာမိဂရာဟောမှာတရင်သုံးတဲ့အချိန်မှာနန္ဒီယတထေဆောက်လုပ်တဲ့ကြောင်းတစ်ကြောင်းရှိတယ်အဲ့တော့ထင်ရှားတာတော့ဒီထဲမှာထူးခြားတာလေးပြောရမယ်ဆိုရင်တော့နာရဝိတထေရဲ့ဇေရဝံကြောင်းဒီကြောင်းကတော့အားလုံးလည်းကြားဖို့နေလိမ့်မယ်ခုနကကကုသနာမြတ်စွာဘုရားကောဏဂမနမြတ်စွာဘုရားကသဗ္ဗမြတ်စွာဘုရားတို့ရဲ့ကြောင်းရာမှာပဲသို့တော်ကျင်းသွားပြီ10 ပယ်လောက်ဆိုတော့သူကတကာဝလောက်မရှိတော့ဘူးပေါ့နော်ကာဝဝက်တောင်မရှိတော့ခက်ချင်းချင်းဧရိယာမှာရွှေတင်းကားတွေအပြည့်ခင်းပြီးတော့နာရဝိတထေကစေတမင်းသားစီအဝယ်ယူရတယ်ရွှေတော့ခင်းရတာပဲသူလဲအဲ့တော့18ခရီကုန်ကြတယ်ရွှေတင်းကားပြ18ခရီကုန်ကြတယ်ရွှေသားအစစ်နဲ့မြေကြီးပေါ်မှာခင်းပြီးတော့တစ်ပင်တွေရှိလို့ရှိရင်တခြားနေရာမှာတစ်ပင်ကိုကျိုးဝိုင်းပြီးအဲ့ဒီအဝိုင်းပမာဏအတိုင်းတခြားနေရာမှာခင်းရတယ်တစ်ပင်ဘိုးပါပေးရတာနော်တစ်ပင်ရှိလို့အဲ့ဒီနေရာကိုကွင်းလို့မရဘူးအဲ့ဒီနေရာမျိုးကိုတနေရာမှာခင်းရမယ်ကျိုးနဲ့တိုင်းပြီးတော့ခင်းတာအဲ့တော့10 ပယ်လောက်ရှိတဲ့မြေပြင်ပမာဏမှာရွှေတင်းကားပြားတွေခင်းပြီးတော့ဝဲတာ18ကလေးကုန်တယ်ဇေရောအကြောင်းထဲမှာပြည့်ပြည့်စုံစုံအဆောက်အဦတွေဆောက်တယ်မြတ်စွာဘုရားသတင်းသုံးဖို့ကဏ္ဍဂုရိတိုက်ပါတယ်တန်ဃာတွေစီဝေးဖို့နေရာတွေပါတယ်ရဟန်းတန်ဃာတွေသတင်းသုံးတဲ့အကြောင်းတွေပါတယ်စဉ္ညာလန်းတွေပါတယ်ဆွမ်းစားကြောင်းတွေပါတယ်ရဟန်းတွေစုဝေးတဲ့နေရာပါတယ်စန္ဒဂရဆိုတဲ့ရေချိုးတဲ့အခါကျမကြီးအတွက်ချွေးထုတ်တဲ့နေရာတွေပါတယ်ရေချိုးကန်တွေပါတယ်ဝိသကုရိအိမ်သားတွေပါတယ်အကြောင်းထဲမှာပြည့်ပြည့်စုံစုံနာရဝိတထေကြီးကတကြောင်းလုံးတဝင်းလုံးမှာလိုလေလေးမရှိအောင်ကြောင်းအဆောင်ဥတွေကိုဆောက်လိုက်ကုန်ကြစရိတ်က18ခရီမြေတံမိုးက18ခရီကြောင်းကုန်ကြစရိတ်က18ခရီရှေးဆက်ချပွဲကြီးကျင်းပတာလဲ18ခရီကုန်တယ်တဲ့အဲ့ဒီလိုဇေရောကျောင်းကြီးကိုခန်းခန်းနာနာလှူဒန်းထားတဲ့အနာရဝိတထေသူ့ရဲ့နာမည်ကတော့သူတ္တတာလို့ခေါ်တယ်တာဝတိမြို့ကတထေသားတူပဲသူတ္တတာကနေပြီးအနာထပိဏိကာလို့တရားတရားကောင်းပြီးခိုးကိုရမဲတဲ့ပုဂ္ဂိုလ်တွေကိုထမင်းကျွေးလို့ထမင်းရှင်နေတဲ့လာထပိဏိကလို့ခေါ်တယ်အဲ့ဒီတထေဟာဂေါရမဘုရားရဲ့ထင်ရှားတဲ့ကျောင်းတကာတူဖြစ်တယ်ပေါ့အဲ့ဒီကျောင်းကြီးဆောက်လုပ်တဲ့အခါမှာသူဟာဘာအတွက်ဆောက်လုပ်တယ်လို့မြတ်စွာဘုရားအကျိုးအကြောင်းကိုဖော်ပြီးတော့မပြဘူးသူ့ရဲ့အရင်ကျောင်းဆောက်ပြီးတော့တန်ဃာတွေအတွက်ကျောင်းဆောက်တဲ့ရာဇဂုတထေကတနေ့တည်းကျောင်းပေါင်းအလုံး60ဆောက်တဲ့ကပ္ပဋ္ဌာန်းကျောင်းလေးတွေပဲဖြစ်ဖွယ်ရှိတယ်အဲ့ဒီတထေကတော့ပုံညတိကေနသက္ကတိကေနကာရပိတာသူဟာကုသိုလ်လိုချင်လို့နတ်ပြည်ရောက်ချင်လို့ဒီကျောင်းကိုလှူပါတယ်လို့မြတ်စွာဘုရားကိုလျှောက်တယ်အနာရဝိတထေကြီးကတော့အဲ့လိုမလျှောက်ဘူးသူဟာဇေရောကျောင်းကြီးကိုဆောက်လို့လှူဒန်းပါတယ်ဘယ်လိုဆက်လုပ်ရပါမလဲလို့မြတ်စွာဘုရားလျှောက်တော့မြတ်စွာဘုရားကသတ္တုတိတသံဃာအရာလေးမျက်နှာမှာဒီအဟံအတားမရှိလွတ်လွတ်လပ်လပ်သွားလာသတင်းသုံးနေတဲ့သံဃာတွေကိုလှူလိုက်ပါဘယ်လာဆိုလိုတာကတော့အခုခေတ်လိုကျောင်းပိုင်ကျောင်းထိုင်ဆိုတာမရှိတော့ရှေးတုန်းကတော့ကျောင်းလှူထားလို့ရှိရင်ဘယ်ကိုတော့လာအခုလည်းလာလို့တော့ရပါလာလို့ရပြီမဲ့ခုကတော့ကျောင်းပိုင်ကျောင်းထိုင်နေဖြစ်ရှေးခေတ်ကတော့ကျောင်းဆောက်ထားရင်ကျောင်းဆောက်မရှိဘူးလားဆိုရှိတယ်ရှိတယ်သို့တော့တန်ခိကကျောင်းဆိုထုံးတမ်းဆက်လာတဲ့ဝါကြည့်ရင်အကောင်းဆုံးနေရာမှာပဲဖြစ်တယ်ဝါလိုက်အဲ့ဒီလိုသတ္တုတိတသံဃာအရာလေးမျက်နှာကိုလွတ်လွတ်လပ်လပ်သွားလာနေထိုင်တဲ့သံဃာတွေကိုရည်စူးပြီးတော့လှူတယ်အဲ့ဒီကျောင်းအလှူဟာမြတ်စွာဘုရားသာသနာတော်မှာပြောရမယ်ဆိုရင်ဆွမ်းအလှူကိုလည်းဘုရားကအကောင်းဆုံးလို့မဟုတ်ဘူးသင်္ကန်းအလှူကိုလည်းပဲအကောင်းဆုံးလို့မဟုတ်ဘူးဆေးလှူကိုလည်းအကောင်းဆုံးလို့မဟုတ်ဘူးလူတွေအသက်ရှည်ဖို့အတွက်ကစားစရာနေစရာဝတ်စရာမကြမ်းမမာရဲ့ဆေးဝါးဆိုတာပစ္စည်းလေးပါရဟန်းတန်ဃာတွေမှာလည်းပဲပစ္စည်းလေးပါပဲအဲ့ဒီမဲ့နေစရာဖြစ်တဲ့အကြောင်းကိုလှူတာကြတော့မြတ်စွာဘုရားကဝိဟာရဒါနံသံဃတအခံဗုဒ္ဓေနဝဏိတံလေနထင်္စဒုက္ခထင်္စစာဟိတုံစဝိပတိတုံကျောင်းလှူတဲ့ပုဂ္ဂိုလ်ရဲ့ရည်ရွယ်ချက်ကဘာလို့ဆိုရင်လေနထဘေးအန္တရာယ်တွေကပုံခုလို့ရတဲ့နေရာနော်အရိပ်ခိုဖို့ပုံခိုဖို့
ဒီရာသီဥတုတန်တွေတို့ဘေးရန်အန္တရာယ်တွေကနေပြီးကာကွယ်ပေးတာဖြစ်သောကြောင့်အမိုးအကာအောက်မှာပုန်းခိုလို့ရတဲ့နေရာအဆောက်အုံဆိုတာပုန်းခိုတဲ့နေရာပဲလေအရေးအဝတ္တအတွက်ဘေးရန်အန္တရာယ်ကင်းဖို့ရအတွက်လုံခြုံစိတ်ချရတဲ့နေရာလူတွေလည်းကိုယ်အိမ်နဲ့ကိုယ်ရောက်တကားလေးပိတ်အိတ်စိတ်ချနေကြနော်အဲ့ဒါလို့လေနတ်ထလို့ခေါ်တယ်လုံလုံချုံချုံနေကြရမယ့်နေရာမျိုးဖြစ်ရှည်ဆူးပြီးတော့တန်ဃာတွေကိုကြောင်းလှူတယ်အကျိုးကနောက်တစ်ခုကတော့ဘာလို့ဆိုဒုက္ခထင်စာစာယိတုံစဝိပဿတိတုံကမ္မဋ္ဌာန်းတရားရှုမှတ်ပွားတာတို့ဝိပဿနာတရားအထုတ်တာတို့စာပေကျမ်းကသင်ကြားပို့ချတာတို့တရားဓမ္မနာယူတာတို့ဆိုတဲ့နေရာတွေမှာချမ်းသာလွယ်ကူခြင်းဆိုတဲ့အကျိုးအဲ့တော့ကျောင်းရဲ့အကျိုးကအဓိကဒီနှစ်ချက်တည်းပဲလုံလုံချုံချုံအနေကင်းကင်းနေနိုင်တာတခုကျောင်းကအကျိုးပြုတာအဲ့ဒီအဆောင်ဦးထဲမှာဝင်နေလို့ရှိရင်ချမ်းသာတာတခုနော်စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်တာတခုအဲ့ဒါကြောင့်အဲ့ဒီရွယ်ချက်နဲ့ကျောင်းကိုဆောက်လှူတယ်အဓိကအဲ့ဒီရွယ်ချက်နဲ့ကျောင်းဆောက်လှူတဲ့အလှူကဝိရဒဒါနဆိုတဲ့ကျောင်းအလှူတော့ဟာလောကမှာအမျက်ဆုံးအလှူဖြစ်တယ်လို့အနာရဝိတ္တိကြီးရဲ့ကျောင်းရည်စဲချပွဲမှာမြတ်စွာဘုရားဒီစကားကိုထည့်သွင်းဟောကြားတာပဲဖြစ်တယ်။နောက်ဝေလာမသုတ်တံမှာလည်းပဲပစ္စည်းဝတ္ထုတွေလှူတဲ့အလှူတွေထဲမှာဆွမ်းလှူတာရှိတယ်သင်္ကန်းလှူတာရှိတယ်ဆေးလှူတာရှိတယ်ကျောင်းလှူတာရှိတယ်အဲ့ချိန်ပဲပစ္စည်းဝတ္ထုအနေနဲ့လှူတဲ့အလှူတွေထဲမှာစံတုဋ္ဌိတသံဃာလို့ဆိုတဲ့အရာလေးမျက်နှာမှာသတင်းသုံးတဲ့သံဃာတွေကိုရည်စူးပြီးလှူတဲ့အကြောင်းအလှူဟာအကောင်းဆုံးအလှူလို့ဒီလိုသတ်မှတ်ပြီးဟောတယ်ဒါနထဲမှာတော့ပစ္စည်းဥစ္စာကိုလှူတဲ့ဒါနထဲဓမ္မဒါနမဟုတ်ဘူးရိုးရိုးအာမိတဒါနထဲမှာအကြောင်းအလှူကအကောင်းဆုံးလို့ဒီလိုဟောတယ်ကျောင်းလှူတဲ့ကောင်းတာကြတော့ခုနကတရဏဂုံသီလတို့ဒီသမထတို့ဝိပဿနာတို့ဒါကုသိုလ်အနေနဲ့ပဲပြောတော့တာအလှူအနေနဲ့ကတော့ကျောင်းအလှူကအကောင်းဆုံးအဲ့ဒီအကောင်းဆုံးဖြစ်ကိုလှူရတယ်ဆိုတော့ကျောင်းတကာကျောင်းဝါတွေကဝန္တာပိတိဖြစ်ရတယ်ဒါနော်အကောင်းဆုံးလှူရတဲ့အပြင်မြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုရည်မှန်းပူဇော်တယ်ဖះဟောကြားတဲ့တရားဓမ္မတွေကိုရည်မှန်းတယ်ထိုတရားဓမ္မတွေကိုသင်ယူချက်မှတ်လေ့လာနေကြတဲ့တန်ဃာတွေအတွက်ရှိမှန်းတယ်ဆိုတော့ဘုရားတရားတန်ဃာရဏသုံးပါးကိုရှိမှန်းပြီးတော့ပူဇော်တယ်ဆိုတော့စိတ်ထားတူညီမယ်ဆိုရင်အနာရဝိတ္တိတို့ရတဲ့ကုသိုလ်မျိုးငါတို့ရတယ်လို့စိတ်ထဲမှာအောင်မေလို့ရတယ်ဒါကစာပေကျမ်းကမှလည်းဆိုတယ်စိတ်ထက်တူညီအောင်ထားနိုင်လို့ရှင်နော်ဒီတမေစိတ်တွေတမန်ဖလန်ဆိုစိတ်ထားခြင်းတူမယ်ဆိုရင်တူညီသောအကျိုးရတယ်လို့သူဆိုတယ်ဒါကြောင့်မို့တို့တွေလည်းအကြောင်းအလှူကိုလှူလိုက်ရတာဟာအကောင်းဆုံးအလှူတစ်ခုပဲလို့စိတ်ထဲမှာဝမ်းမြောက်ဝမ်းသာဖြစ်ဖို့သို့တော့နာရဝိတ္တိကြီးဇေရုံအကြောင်းလှူလို့နတ်ပြည်မှာပုံမိမ့်မှန်ပေါက်တယ်ဆိုတာမရှိဘူးမကြားဘူးမှတ်တမ်းမရှိဘူးတခါအဲ့ဒီတာဝတိမြို့မှာပဲ29ဂရီတန်တဲ့ရတနာမျိုးစုံစီချဲထားတဲ့မဟာလာတာတန်စာကြီးကိုဝှဆင်ခွင့်ရတဲ့ဝိသကကျောင်းမကြီးဟာလည်းပဲနောက်ဆုံးမှာဒီမဟာလာတာတန်စာကြီးကိုရှောင်းချပြီးတော့ကျောင်းဆောက်ဖို့ဖြစ်လာတဲ့အခါမှာဝယ်မဲ့သူမရှိဘူးဒါကြီးလည်းဝုန်းမဲ့ပုဂ္ဂိုလ်မရှိဘူးလေးတယ်လေရတနာပစ္စည်းတွေနဲ့ကြောက်တွေနဲ့ဆိုမတန်လေးတယ်ကြောက်စီပကြီးကားတော့မနေမှာခွာတကယ်ကိုဗရမယာတွေကြောက်မျိုးစုံတွေစီထားတဲ့အဝတ်ကြီးဆိုတော့ဘလောက်လေးလိုက်မလဲစဉ်းစားကြည့်တော့ရမဝန်နိုင်ဖះလက်ထက်ကတော့3ဦးတည်းရှိတယ်အဲ့ဒီမဟာလတ္တတန်းသာဝန်နိုင်တာ3ဦးတည်းရှိတယ်အမျိုးသမီးတွေကသင်္ကန်းတပိတ်ပြိခရာလှူပြီးတော့ဆူတောင်းလို့ရှိရင်မဟာလတ္တတန်းသာရတဲ့ဟာအမြင့်ဆုံးလို့သူတို့ဆိုတယ်ဒါနိဗ္ဗာန်ချမ်းသာမပါပေါ့လောကအမှအမြင့်ဆုံးအမျိုးသားတွေကျတော့အေဟိဘိက္ခုခေါ်ခါရတယ်လို့သူတို့ဆိုတယ်အဲ့ဒီမှာဘုရားလက်ထက်မှာမဟာလတ္တတန်းစာဆိုတဲ့ယရဏမျိုးစုံစီချဲတဲ့ဝိယုံကြီးတွေဝုခွင့်ရတာတော့ဝိသခာကျောင်းမကြီးရဲ့ဗန္ဓုလစေတုကြီးကတော့မန္လိကာရဲ့ဗာရဏတိကတထေသမီးတူရဲ့ဒီ3ယောက်ပဲအဲ့တော့ဝုခွင့်ရဘုရားလက်ထက်ကမဟာလတ္တတန်းစာဝတ်နိုင်တာသူတို့3ယောက်ပဲရှိတယ်အဲ့တော့ဝိသခာရဲ့မဟာလတ္တတန်းစာက
29 ဂရေတန်းတယ်အဲ့ဒါကိုရောင်းချတော့ဝယ်မဲ့လို့မရှိဘူးအဲ့တော့သူများမဝယ်တော့ကိုယ့်အကိုပြန်ဝယ်တမိုးသိမ့်ပြီးတော့ကိုယ်တိုင်ဝယ်ပြီးတော့ခုနလိုမြတ်စွာဘုရားသခင်ကိုရမြတ်ဟာစေတော်ကြောင့်နဲ့နေပြီးရမယခါအာစီရဝတီမြစ်ကတာဝတိမြို့ရဲ့အရှိမရှိတော့အဲ့ဒီအာစီရဝတီမြစ်ကမ်းဘက်ကိုကြွပြီးတော့တခါတခါတရင်သုံးနေရှိတော့တာဝတိမြို့ရဲ့အရှိမျက်နှာမှာကျောင်းတစ်ကျောင်းလိုအပ်တယ်ဆိုပြီးဝိသခါကျောင်းမှာရဆောက်တယ်အဲ့ဒါကိုပုဗ္ဗယုံကျောင်းလို့ခေါ်တယ်မြို့အရှိကိုပုဗ္ဗယုံလို့ခေါ်တယ်ပုဗ္ဗရာမသူလည်းပဲတန်ကြီးရေဝဲတဲ့တန်ဖိုးကျောင်းဆောက်တဲ့တန်ဖိုးကျောင်းရည်စက်ချတဲ့တန်ဖိုးတညီတယ်29 ဂရေကုန်ကြတဲ့29 ဂရေကုန်ကြတဲ့အဆောက်အဦကိုဆောက်ပြီးတော့ကျောင်းမကြီးဟာကျောင်းရည်စက်ချတဲ့နေရာမှာသူဆန္ဒတွေပြည့်ပြီဆိုပြီးတော့ကျောင်းပတ်ပြီးတော့ဝမ်းမြောက်စွာဥဒန်းကျူခဲ့တာထူခြားတဲ့အချက်ပဲဖြစ်တယ်နောက်ဒီတဲ့ထူခြားတဲ့အရာတစ်ခုကတော့အနာရောင်တို့ဝိသခါတို့အကြောင်းကထင်ရှားတယ်သိချတယ်ပေါ့နော်ဝိသခါအကြောင်းမကြီးတို့နာရဘိတထေးကြီးကတော့သူရင်ထဲမှာပါရှိတော့ဆိုဣတံဟိတံစေနဝနံဣတိတံကနိတိဝိတံအာဝုထံဓမ္မရာစေနပိတိသင်္သနနမမဆိုသူတည်သွားလို့တုတ်တိတနတ်ပြည်ရောက်တဲ့အခါမှာသူပြောတဲ့စကားအဲ့ဒါပိတိသင်္သနနမမစေတော်ကျောင်းကြီးဟာသူပိတိဖြစ်ရဆုံးသစ္စာပြကိုယ်တိုင်သတင်းသုံးတယ်တန်ဃာတွေသတင်းသုံးတယ်ဒါကြောင့်မို့ပိဋိဖြစ်ရဆုံးနေရကြီးပါလို့သူတည်သွားပြီးတဲ့နောက်တာဝရိန္ဒနတ်ပြည်ကလာပြီးမြတ်စွာဘုရားကိုလျှောက်တယ်တုတ်တိတာနဲ့လာပြီးတော့လာမြတ်စွာဘုရားလျှောက်သူကတုတ်တိတာဘုံရောက်တာဝိသခါကျောင်းမကြီးကတော့သူကအသက်120ရှိတော့အနာရောင်တတိကတော့ဘုရားရှိတော့ပဲပြိဋိဘံဆုံးသွားကုန်ရတယ်ဝိသခါတော့သူ့ဇလန်းကပြတ်သွားတယ်မြတ်စွာဘုရားနဲ့အသက်ကြီးသလားငယ်သလားဒါတွေကသေသေးချာချာမသိနိုင်ဘူးပေါ့နော်အကယ်၍မြတ်စွာဘုရားနဲ့ငယ်တယ်ဆိုလို့ရှိရင် तू ကအသက်120ရှိတော့ဘုရားမရှိတော့မှ तू ဆုံးတာဖြစ်နိုင်တယ်ဒါကြောင့်မို့ तू ဘယ်ပုံရောက်တယ်ဆိုတာမသိရဘူးနောက်ပိုင်းကျတော့မှဝိမာနဝတ္ထုထဲမှာသူ့ရဲ့မိတ်ဆွေဝိဟာရဝိမာနဆိုတဲ့ဝတ္ထုတွေရှိတော့နေမနာရတိနတ်ဘုံမှာဖြစ်တယ် तू ကအစင်မြင့်တယ်တုတ်တိတယာမတုတ်တိတနေဗ္ဗာန်ရတိဆိုအနာရဘိတတိတဲ့တဆင့်မြင့်ပြီးနေဗ္ဗာန်ရတိနတ်ဘုံမှာရှိလေရဲ့အခုအဲ့ဒီအထက်မှာပရဏိမိတဝဒဝတိတဘုံမဲကြံတော့အဲ့ဒီမှာဝိသခါရောက်တယ်လို့ဆိုတယ်ဒါကဖះရဲ့အကြောင်းတကအကြောင်းမရှိသေးရဲ့ဇလံပေါ့နော်နောက်တစ်ခါထူးခြားတာကတော့တရားစွမ်းအားချင်းမတူလို့ပဲဖြစ်တရားစွမ်းအားကောင်းတော့လည်းပဲဒီထူးခြားချက်အနာရဘိတတိတို့လည်းတရားစွမ်းအားကောင်းတာပဲဝိသခါလည်းတရားစွမ်းအားကောင်းတယ်သို့တော့မသိခင်ကပုံမိတ်မှာပေါက်တယ်ဆိုတာမရှိဘူးနန္ဒီယတထေးဆိုတာဗာရာဏသီမြို့ကတထေးတူပဲမြတ်စွာဘုရားပထမဆုံးသတင်းသုံးတာတပည့်စကြတရားဟောပြီးဣတိပတနာမိဂရာဝုံဆိုတဲ့ဘေးမဲ့ပေးထားတဲ့ဣတိပတနာတော်မှာသတင်းသုံးတော့အဲ့ဒီနန္ဒီယတထေးကမြတ်စွာဘုရားသတင်းသုံးဖို့ဆိုပြီးတော့အဲ့မှာတိုက်ခန်း၄ခန်းအိတ်ခန်း၄ခန်းပါတဲ့၄တော့တိုက်အိမ်ကြီးတစ်ခုကိုဆောက်လုပ်ပြီးတော့သူကလှူတယ်သူ့ရဲ့တရားကအမှန်မှစွန့်ထက်ပုံရတယ်အလုံးကိုတရားတရားချင်းကမတူလို့ဖြစ်လိမ့်တိတ်တရားတရားကောင်းတယ်သူကအဲ့တော့သူတရားတရားအစွမ်းကြောင့်မြတ်စွာဘုရားကိုကြောင်းကြီးဆောက်လုပ်ပြီးတော့လှူဒန်းလိုက်တာလှူဒန်းပြီးတော့မြတ်စွာဘုရားလက်ထဲရေစက်သုံးလောင်းပြီးကြောင်းကြီးကိုဆောက်လုပ်ပြီးရေစက်ချလိုက်တာတဲ့ပြိုင်နဲ့တာဝရိန္ဒနတ်ပြည်မှာဘုံမိမ့်မှန်ကြီးပေါက်နေတယ်ဒါကသူ့ရဲ့ထူခြားချက်ပဲဘုရားကြောင့်တကားတွေထဲမှာဝိသခါတို့အနာရဘိန်တို့ဘုံမိမ့်မှန်ပေါက်တယ်လို့မပါဘူးနော်နန္ဒီယတထေသာတော့သူ့ရဲ့စေရနာတရားစွမ်းအားတွေကအလုံးကိုကြီးမားပုံရတယ်အဲ့တော့သူလှူဒန်းတဲ့ဟာကလည်းဇေရုံအကြောင်းကြီးတော့ခန္ဓာချင်းမှာခန္ဓာမှာမခန္ဓာပြီမဲ့လို့သူ့ရဲ့ဒီတရားစွမ်းအားရှင်ထဲမှာဖြစ်ပွားတဲ့ဆန္ဒအဲ့ဒါတွေကြောင့်အကျိုးကပေးလိုက်တာနန္ဒီယကကျောင်းရည်စက်လဲချလိုက်ရောဖះလက်ထဲမှာရှေ့ကရည်စက်ချတယ်ဆိုတာအလူကံပုဂ္ဂိုလ်လက်ထဲကိုရေသွန်းလောင်းတာ
အခုခေတ်တော့ခွက်တဲမှာတစ်စက်ချတာကိုရေစက်ချတယ်ခေါ်တယ်နော်ဘုန်းကြီးလက်အပေးမခံရအောင်လို့လည်းတူတယ်ခုတော့ခဝူးဝဲကနေပြီးတော့ရေစက်ခွက်ထဲမှာထည့်ရှေးခေတ်ကတော့အလူကံပုဂ္ဂိုလ်ရဲ့လက်ထဲကိုရေသွန်းလောင်းတာအဲ့ဒါရေစက်ချတယ်ဆိုတာဝိသန္တရမင်းကြီးကပိစယနာကဆင်ပြတော်ကြီးကိုလှူတဲ့အခါမှာတစ်ဖက်ကစင်နာမောင်းကိုကိုင်တစ်ဖက်ကရှေးကရားကကိုင်ထားပြီးတော့ပုံသားတွေလက်ထဲရေလောင်းပြီးဆင်ကြီးလှူတာဒါလှူဖို့လှူနည်းခဏခေတ်တော့လက်ထဲလာရေလို့ရင်တော့ရေတွေစိုးကုန်အသိဉာဏ်ကြတယ်အောက်မေ့နေမှာတော့ကြအဲ့ဒါလို့ဖះရဲ့လက်ထဲမှာရေသွန်းလောင်းပြီးတော့လှူလိုက်တာနဲ့တပြိုင်နက်တာဝရိန္ဒနတ်ပြည်မှာဘုံမိမ့်မှန်ကြီးပေါအောင်အဲ့ဒီဘုံမိမ့်မှန်ထဲမှာလည်းပဲနတ်သမီးတွေအပြည့်အရင်ရောက်နေတယ်ဘယ်ကရောက်လာတယ်တော့မသိဘူးဘုံမိမ့်မှန်နဲ့နတ်သမီးကတော့အစင်နေသူကသူရှိနေပြီသားပေါ့နော်သူတို့ကံနဲ့သူတို့ရောက်တာလားသို့မဟုတ်နန္ဒီယရဲ့ကံနဲ့ရောက်တာလားလို့ဆိုသူတို့နတ်သမီးဖြစ်တာတော့သူကံနဲ့သူဖြစ်မှာပဲသို့တော့နန္ဒီယကံကဘာလို့ဆိုရင်သူကိုအကြောင်းပြုပြီးတော့ဘုံမိမ့်မှန်ထဲမှာဒီနတ်သမီးတွေနေခွင့်ရတာတော့ဒါသူ့အတွက်အချမ်းရနေတဲ့ဖြစ်တာဖြစ်တော့ကြောင့်နန္ဒီယတထေရဲ့ကံလို့ပြောအဲ့ဒီနတ်သမီးတွေကိုနတ်ပြည်ရောက်အောင်လုပ်ပေးတာတော့မဟုတ်ဘူးနတ်ပြည်ရောက်တာသူကံနဲ့သူရောက်ကြတယ်လူတွေလို့ပေါ့လူတွေလည်းပဲကိုယ်ကံနဲ့ကိုယ်လူဖြစ်လာကြတယ်ဒါပေမဲ့ပတ်စံချမ်းသာတဲ့လူကိုဝန်းရံကြတာလည်းသူကံနဲ့သူလားဒါပေမဲ့သူ့ရဲ့ပတ်ဝန်းကျင်မှာဝန်းရံကြတာလေးရှိတယ်လေအဲ့ဒီလိုပဲဖြစ်မှာပေါ့အနတ်သမီးတွေနဲ့အပြည့်ရောက်လာရှင်မောကလန်ကတရက်တော့နတ်ပြည်မကြာခဏသူကတက်ပြီးတော့ဘုံမိမ့်မှအသစ်တွေနဲ့ပိုင်ရှင်တွေနဲ့တွေ့လို့ရှိတယ်နတ်ပြည်ကိုဒေသစာတွေကြွတယ်အဲ့တော့တရက်တော့ကြွတော့အဲ့ဒီနန္ဒီယအတွက်ပေါက်နေတဲ့ဘုံမိမ့်မှညီနာရောက်တော့နတ်သမီးတွေထွက်ပြီးဝှချကြတယ်ဟဲ့ဒါဘသူမိမ့်မှတော့ဟဲ့နဲ့ပြောလိုက်တဲ့အခါကျတော့ဣတိဝေဒနာကဘုရားเจ้าကနန္ဒီယအတွက်ပါဘုရားဆိုလျှောက်ကြတယ်နန္ဒီယသေမမသေသေးပဲနဲ့ဟိုကဘုံမိမ့်မှပေါက်တယ်နန္ဒီယအတွက်ပါဘုရားသတင်းစကားလေးမှားလိုက်ပြစေမြေအိုးနဲ့တူတဲ့လူခန္ဓာကိုယ်ကြီးကိုခွဲပြီးတော့ရွှေအိုးနဲ့တူတဲ့နတ်ပြည်မြန်မြန်လာခဲ့ပါလို့ခေါ်လိုက်မရှိပါဘူးသေခိုင်းတာပဲအမှန်တော့စကားလေးကလှအဲ့တော့ရှင်မောကလန်ကအဲ့ဒီသတင်းစကားလေးယူပြီးသွားပြောလားမပြောဘူးလားဆိုတော့စားထဲမှာမပါတော့ဘူးနော်ပြောမယ်တော့မထင်ဘူးလူသေခြင်းစိတ်ပေါက်သွားမှဆိုသေခြင်းအောင်တော့မပြောကောင်းဘူးလေအဲ့တော့မြတ်စွာဘုရားစီဝင်ပြီးတော့မေးတယ်ရှင်ဘုရားတဲ့ဒီလူပြည်လူလောကမှာကုသိုလ်ကောင်းမှုပြုတဲ့ပုဂ္ဂိုလ်တွေဖို့သူမှမသိသေးပဲနဲ့အစင်တဲ့ဟိုမှာရှိနေလားဘုံမိမ့်မှန်နေရှိသလားဖြစ်နိုင်သလားဆိုမောကလန်မင်းကိုယ်တိုင်တွေ့ခဲ့တယ်မဟုတ်လားနန္ဒီယရဲ့ဘုံမိမ့်မှန်နေငါဘာလို့လာမေးနေတာတော့ဆိုပြီးတော့မြတ်စွာဘုရားဟောတဲ့တရားလေးကအမတ္တမှတ်သားစရာကောင်းနော်စိရပောသိပုရိတံဒူရတောသတိမဂတံညာတိမိတ်တသူဟိသာသအဖိနန္ဒန္တိအကတံကုသိုလ်ကောင်းမှုပြုတဲ့ပုဂ္ဂိုလ်ကိုဒီလူတယောက်ဟာနိုင်ငံခြားတိုင်းမှာသွားပြီးအလုပ်တွေလုပ်ပြီးအိမ်ပြန်လာပြီဆိုလို့ရှိရင်ဆွေမျိုးသားချင်းတွေကယထာစိတ်တို့ကားစိတ်တို့လေရင်ကွင်းတို့သွားပြီးတော့ကြိုးကြတယ်မဟုတ်လားအဲ့ဒီကြိုးသလိုပဲတဲ့ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်အစင်နဲ့ဟိုကနေပြီးတော့ကုသိုလ်ကောင်းမှုတွေကကျိုးနေပါတယ်အခုလည်းနန္ဒီယမလာသေးဘူးဒါပေမဲ့ဟိုမှာအစင်နဲ့ကျိုးနေကြပြီဘသူကကျိုးတာတော့ဆိုကုသိုလ်ကောင်းမှုကကျိုးသို့တော့နတ်သမီးတွေကကျိုးတယ်လို့ဒီလိုဆိုရပေမဲ့လို့တကယ်ကနတ်သမီးတွေကကျိုးတာမဟုတ်ဘူးကုသိုလ်ကောင်းမှုကသူ့ကိုကျိုးနေတယ်အဲ့တော့ဘသူပဲဖြစ်ဖြစ်ကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေဟာအခုလိုကုသိုလ်ကောင်းမှုတွေကတကယ်ကိုဆွေမျိုးသားချင်းတယောက်လာတဲ့အခါမှာကျိုးဆိုနှုတ်ဆက်ပြီးဝမ်းပန်းတတာအခါညာတယ်လို့ပဲတဲ့ကုသိုလ်ကောင်းမှုတွေကကိုယ့်အတွက်အစင်နဲ့နေရာတစ်ခုဖြစ်ကျိုးဆိုကြတယ်အေးအခုကျောင်းကကျောင်းမတွေလည်းပဲဟိုမှာပုံမိတ်မှာပေါက်ချင်ပေါက်မှာပေါ့နော်အဲ့ဒီလိုဘာပဲဖြစ်ဖြစ်ကိုလုပ်တဲ့ကုသိုလ်ကောင်းမှုကလောင်ဘဝမှာကိုယ်ကျိုးဆိုနေမှာတော့သိချတယ်တခုနဲ့ကျိုးဆိုနေမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားကစိရပောသိပုရိတံဒူရတောသုတိမဂတံရဝိဒေသမှာကြာမြင့်စွာနေတဲ့ပုဂ္ဂိုလ်တူကိုတဲ့ဆွေမျိုးသားချင်းတွေကကျိုးဆိုကြတယ်လို့
ပုံညာနိပဋိက္ခဏန္တိကုသိုလ်ကောင်းမှုတွေကသူ့ကိုကြိုးဆိုနေကြတယ်ဧကံဒိဋ္ဌကြိုးဆိုတဲ့အတိုင်းဒါကြောင့်မို့ဒီကနေ့ခေတ်မှာလည်းပဲကြည့်နေကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေကတထေးအိမ်မှာသွားမွေးတော့ဒါကြိုးဆိုပြီးသားဖြစ်နေလေကုသိုလ်ကောင်းမှုနည်းတဲ့ပုဂ္ဂိုလ်ကြတော့တဲကုတ်ထဲသွားမွေးတယ်အနည်းတောင်လုံးစရာမရှိဘူးဆိုတာဖြစ်တယ်ကုသိုလ်ကောင်းမှုရှိပြီဆိုရင်ဟာတထေးအိမ်သွားဖြစ်တယ်အဲ့ဒါလိုပဲကြိုးဆိုမှုတွေကတော့ရှိကြမှာပဲဖြစ်တယ်ဒါကြောင့်မို့ဒီတရားကိုနိုင်မှတ်သားပြီးမိမိတို့လက်ရှိဘဝရနေတဲ့အချိန်လေးမှာစေတနာတရားထက်ထက်တန်တန်ဖြောင့်မှန်သောစိတ်ထားဖြင့်ကုသိုလ်တရားတို့တွေကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီနှလုံးသွင်းကကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဩလန္တဒုက္ခပင်္ဂစာမေတ္တာပုံနေတုသင်္ကမမနောဒရတိတပိတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပါဝင်ဝေလာမင်းနှင့်ရောင်ချင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွေးမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောဒရတိမြမြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်းဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထောရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှေမြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြပီတိတည်းဟုသောယနန်တို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်နိုင်၍နေကြပါစေကုန်တည်းယနေ့ညကျင်းပပြုလုပ်သောရွှေထီတော်တင်ကျောင်းရည်သက်ချရှင်ပြုလူတော်အောင်ပွဲအထိမ်းအမှတ်အထူးဓမ္မသမင်တရားဝဲနှင့်ဆက်လင်း၍လူရန်မှုကိစ္စများဆောင်ရွက်ကြရန်ဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးထံအဆက်စွာလူရန်နိုင်ရန်အတွက်ဆရာတော်ဘုရားကြီးကပ္ပိယကာရကအဖြစ်ဥလပေါ်မှဆောင်ရွက်ပေးပါရန်ပန်ကြားအပ်ပါတယ်ခင်ဗျာ။ယနေ့ညတရားလူရှင်များဖြစ်ကြပါသောနှစ်ဖက်မိဘများကိုအမှုထား၍မုံရွာမြို့နယ်ဦးစော်မင်းလွင်ဒေါ်နိုင်နိုင်ဝင်းတာမောင်ဆွမ်းထက်အောင်မောင်ပိုင်ဖုံးပြည့်ပက်ထရိုနိုင်73စီရောင်းဝယ်ရေးမိသားစုတို့မှဆရာတော်ဘုရားကြီးထံသင်္ကန်းနှင့်ဓမ္မပူဇာသိန်း30လူဒန်းပေးရန်ဖြစ်ပါတယ်ဆက်လက်ပြီးကွယ်လွန်သူအဖွားတော်ဦးမြိုင်မိဘများဖြစ်ကြသောဦးတင်အောင်တော်ချစ်ချစ်မောင်ဦးညီညီထွေး
မောင်မောင်မင်းဟင်းခေါ်ကိုလင်းတို့အာရည်စု၍ဒေါ်ခင်ဆွေတီဒေါ်ဝင်းဝင်းမြိုင်ကတိကမိလာပညာရေးကောလိပ်ဒူမမအေးမြတ်မွန်တူမောင်ခန့်စီယာမိသားတို့မှဆရာတော်ကြီးဟာဓမ္မပူဇာ2,400,000လူဒန်းပေးရန်ဖြစ်ပါတယ်ဆက်လက်ပြီးကွယ်လွန်သူမိဘနှစ်ပါးရည်စူး၍ဒေါက်တာစောမာလာနှင့်မောင်နှမများမှဆရာတော်ဘုရားကြီးအားသင်္ကန်းနှင့်ဓမ္မပူဇာ1,000,000လူဒန်းပေးရန်ဖြစ်ပါတယ်ဆရာလေးဒေါ်စီကဝရီမှဆရာတော်ဘုရားကြီးအားသင်္ကန်းဆက်ကပ်လူဒန်းပေးရန်ဖြစ်ပါတယ်ဦးထေးလွင်ဒေါ်ထေးထေးပြင်းတို့မှဓမ္မပူဇာ1,000,000ရန်ကုန်မြို့နေဦးတောင်းလွင်ဒေါ်နုနု၏မိသားစုတို့မှဓမ္မပူဇာ1,000,000မေတော်ဒေါ်ဟိုရင်အားမူထား၍ဆရာလေးဒေါ်ဟိတေတီဆရာလေးဗေဒာဝီဆရာလေးဒေါ်ဟိတေတီ34နှစ်ပြည့်မွေးနေ့ဖြင့်ဓမ္မပူဇာ9,000မြိုင်မြို့နယ်ဗဟင်းရွာနေဦးအောင်တင်ဝင်းဒေါ်ထားတင်မိသားစုတို့မှဓမ္မပူဇာ9,000အောင်ချမ်းသာရွာပန်းစီရန်မန်းကဖေးမိသားစုတို့မှဓမ္မပူဇာ9,000ဆရာလေးဒေါ်ကုလဝတီမှပါဠိပညာဖွံ့ဖြိုးရေးအတွက်အလူတော်ငွေ9,000ပြည်ဦးလင်မြို့နေဒေါ်ဥမာထွန်းမိသားစုတို့မှပါဠိပညာဖွံ့ဖြိုးရေးအတွက်အလူတော်ငွေ9,000စီးပင်ကြီးနေဒေါက်တာတော်ဝင်းဝင်းမေမှပါဠိပညာဖွံ့ဖြိုးရေးအတွက်အလူတော်ငွေ2,500ဒီနေ့ညတရားနာပြည့်သက်ပေါင်းသူတော်ကောင်းတို့၏ပေါင်းစုလူတန်းငွေ6,500,2,500ကျပ်တို့အားအများကိုစားဦးအေဝမ်းဖြိုးမှလူဒန်းပေးရန်ဖြစ်ပါတယ်မန္တလေးမြို့နေကိုအောင်စောထွေးမိသားစုတို့မှဓမ္မပူဇာ9,000ကျပ်ထပ်မံဓမ္မပူဇာ1,000,000ကျပ်ထပ်မံလူဒန်းပါတယ်ခင်ဗျာကျေးဇူးရှင်ဆရာတော်ဘုရားဒီနေ့ညလူဒန်းရပါသောကောင်းမှုကုသိုလ်အဆုစုတို့အတွက်32ပုံကျင်လည်ကြကုန်သောလူနဲ့မြမဝိနည်းတတ္တဝါအပေါင်းတို့အားကုသိုလ်အမြကိုစီရရှိစေရန်အမှာရေစက်သွန်းချဝေမျှလိုကြသည်ဖြစ်ပါ၍ရေစက်ချတရားဟောကြားခြင်းမြင့်တော်မူပါယံခြေတော်အစုံဥခ၍ရိုသေစွာလျှောက်ထားပါသည်ဘုရားအလုံးစုံကြအရှင်ဖေယရှင်ဖေယဘုရားတပည့်တော်တို့သည်ဘုရားတပည့်တော်တို့သည်ဓမ္မအသိဉာဏ်ဓမ္မအသိဉာဏ်ရရှိမှသာလျှင်ရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်မျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအသိဉာဏ်ဓမ္မအသိဉာဏ်ရရှိစေရန်ရရှိစေရန်စီတန်ကြလျက်စီတန်ကြလျက်ဓမ္မသဘင်ဓမ္မသဘင်စင်ကျင်ပါစင်ကျင်ပါပြုလုပ်ကြ၍ပြုလုပ်ကြ၍အမတဒါနာအမတဒါနာဓမ္မဒါနာဓမ္မဒါနာတရားအလှတော်ကိုတရားအလှတော်ကိုဖိတုကြပါကုန်၏ဖိတုကြပါကုန်၏တရားတော်မြတ်ကိုတရားတော်မြတ်ကိုယုတိလေးမြတ်စွာယုတိလေးမြတ်စွာမမတ်သာသာမမတ်သာသာအာယုန်ထားလျက်အာယုန်ထားလျက်
နာကြားကြပါကုန်၏ နာကြားကြပါကုန်၏ တရားတော်မြတ်ကို တရားတော်မြတ်ကို တတ္တဝဝတ္ထု တတ္တပဝတ္ထု အစုစုတို့ဖြင့် အစုစုတို့ဖြင့် ပူဇော်ကြပါကုန် ပူဇော်ကြပါကုန် ၏ယနေ့ယခု ၏ယနေ့ယခု အာထုပ်ပြုလုပ်ကြရသော အာရုံပြုလို့ကြရသော တရားဟောရခြင်း တရားဟောရခြင်း ဓမ္မဒေသနာ ဓမ္မဒေသနာ တရားနာရခြင်း တရားနာရခြင်း ဓမ္မသဝနာ ဓမ္မသာဝနာ တရားတော်ကို တရားတော်ကို ပိလူရခြင်း ပိတုရခြင်း သမဒါနာ ဓမ္မဒါန တရားတော်ကို တရားတော်ကို ပူဇော်ရခြင်း ပူဇော်ရခြင်း ဓမ္မပူဇာ ဓမ္မပူဇာ ကုသိုလ်စေရနာ ကုသိုလ်စေတနာ ဖြာဖြာတို့သည် ရာရာတို့သည် ဒုက္ခခတ်သိ ဘာခတိ ချုပ်ငြိမ်းရမှန် ချုပ်ရင်းရာ ယနိဗ္ဗာန်ဤ နိဗ္ဗာန်၏ အကြောင်းထောက်ပံ့ဖြစ်ပါစေသာ ဖြစ်ပါစေသာ ရှင်ဖေယ အရှင်ဘုရား ဤကားမှုဤ ကောင်းမှု၏ အဖို့ဘာကကို ဘုရားကို အမိအဖ အမိအဖ အဖို့အဖွာ အဖို့အဖွာ တရားသမားမဆာ၍ ဓမ္မပါစာ၍ ကဘာသူကဘာသာ ဘာဒုကဘာသာ လူနဲ့ပြမ လူနာပြမ တတ္တဝါများတို့အား တတ္တဝါများတို့အား မြတ်အမြတ် မြတ်မြတ် ဝေငါပါကုန် ဝေငါပါတို့၏ ကုသိုလ်အမြတ် ကုသိုလ်အမြတ် ဘုဇီရကြကုန်သည်ဖြစ်၍ ဒီရတဲ့ကုန်ဒီပြေ ဘုစိတ်နှဖျား စိတ်နှပြ ချမ်းသာကြသည် ချမ်းသာကြသည် ဖြစ်ကြပါစေကုန်သတည်း ကြပါစေကုန်သတည်းအားလုံးကြာကြာသမျှအမြတ်အမြတ်အမြတ်ယောကုန်ကြပါကုန်တော်သာသာသာအားလုံးကြာကြာသမျှအမြတ်အမြတ်အမြတ်ယောကုန်ကြပါကုန်တော်အားလုံးကြာကြာမြတ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်တော်သာဓုဖရာမြတ်စွာယရဏတရားမြတ်စွာယရဏသံဃာအမြတ်စွာယရဏသုံးပါးဥထိတ်ထား၍သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဓမ္မဂုဏ်တို့ဖြင့်ပြည့်စုံတော်မူသောအနန္တကျေးဇူးတော်ရှင်ဆရာတော်ရှင်သူမြတ်ကြီးအားရှိခိုးပူဇော်ဖူးမြော်မှန်လျော့တဖန်ကြောကြရအောင်ခမညာဩကာသဩကာသဩကာသကာယကံဝစီကံမနောကံတပ္ပရောသခတိယောအပြည့်တို့ကိုရောက်ပါစေခြင်းအကျိုးသာပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဖယားယရဏတရားယရဏသံဃာယရဏယရဏမြတ်သုံးပါးတို့ကိုအယုအတိအလေးအမြတ်လက်ဆုံးမူ၍ရှိခိုးပူဇော်ဘုရားလျော့ကရောပါ၏ရှင်ဘုရား သဗ္ဗိတိယောဝိဝေသန္တုသောကောရောဂောဝိနတတုမာတိဘဝန္တန္တရာယဒုခိတိခယုကောဘဝအဘိဝါဒနာသီလိတနေသံဟောဒပစာယိနောသတ္တရောဓမ္မဝဋ္ဌန္တိအာယုဝနောဒုက္ခံဗလံ ဒီတဲ့ဆုနဲ့ပြည့်ပါလို့ရှင်မြတ်ဗျာ